သူအကြောင်းကိုအကြောင်းနဲ့စတင်ပြီးတော့နာယူကြည်ညိုကြရအောင်သူတစ်ပါးတွေဘာတွေလုပ်နေတယ်သူတစ်ပါးတွေဘာတွေမလုပ်ဘူးလို့အလုပ်တစ်ခုလို့သဘောထားပြီးတော့ကိုယ်ကောင်းထဲမှာစဉ်းစားမနေနဲ့တဲ့ဒါဖရာရဲ့ချမ်းသာကြောင့်နီလန်းကောင်းဆင်းရဲဝေးကြောင့်နီလန်းကောင်းတကယ်ယုံကြည်တဲ့စိတ်နဲ့နားထောင်ရမယ်နော်တကယ်ဒီမိုင်းမြတ်တကယ်စိတ်ချမ်းသာခြင်းနဲ့ဆင်းရဲဝေးခြင်းနဲ့ဆိုရင်ဖရာဟောတဲ့တရားတွေအကုန်လုံးဟာဒီကိုဥတည်နေတာပဲတနည်းတစ်ဖုံအားဖြင့်ဒါကိုအထောက်အကူပြုနေတာပဲခုဒါလည်းပဲစိတ်ချမ်းသာခြင်းရင်လိုက်နာရမယ်နီလန်းပေါင်းများစွာတွေကတစိတ်တဒေတာဟုတ်လားစိတ်ချမ်းသာခြင်းရင်သူများကကိုယ့်ကိုပြောတဲ့စကားတွေကိုမကြည်မနဲ့စိတ်ဝယ်မှတ်ပြီးတော့မပြတ်ခါကအောက်မေ့မနေပါနဲ့ဟုတ်လားသူတစ်ပါးဘာတွေလုပ်နေတယ်ဘာတွေလုပ်မနေဘူးလို့အဲ့ဒါကိုအလုပ်တစ်ခုလို့သဘောထားပြီးတော့စဉ်းစားမနေပါနဲ့တဲ့ဘာဖြစ်လို့လဲဆိုတော့အကုသိုလ်များမှာဆိုလို့လူတွေဆိုတာခက်တယ်ဗျသူများမကောင်းတာလုပ်နေပြီဆိုတော့လေကြည်စံလူယုံမာရီမကောင်းတာလုပ်နေတာစိတ်ထဲမှာဘာဖြစ်တယ်အကုသိုလ်တွေဖြစ်တယ်သူများကောင်းတာလုပ်နေတော့ခေါ်တဲ့လကားပါကွာဒီယုံမြင်လို့ဒီကြုံထွင်တာပါထောင်မြင်လို့ရာစွန့်တာပါစိတ်ကောင်းနှလုံးကောင်းနဲ့လုံနေတာမဟုတ်ပါဘူးလို့ဟောကိုမုန်းတယ်ဆိုလို့ရှိရင်ကောင်းတာလုံနေတာကိုတောင်မှစိတ်ထဲမှာအကုသိုလ်မဖြစ်ဘူးလားဖြစ်နေပါဗျာသူများကြောင့်စဉ်းစားရတာသိပြီးတော့အမျက်မရှိဘူးနော်တခါကြီးမိုင်းများအဲ့တော့သူများအကြောင်းတွေကနားထဲမှာအမြဲတမ်းဝင်နေတာမျက်စိထဲမှာအမြဲတမ်းဝင်နေတာလေတူတွေကလည်းသူများအကြောင်းတွေပြောနေတာပဲတီဗီတွေကလည်းသူများအကြောင်းတွေပြနေတာပဲပြောနေတာပဲဒကာဓမ္မတို့ရဲ့အတွင်းတန်တန်ကိုမျက်စိကတဆင့်နားကတဆင့်သူများရဲ့အကြောင်းတွေကဝင်မနေဘူးလားဝင်နေပါတယ်ဗျာအဲ့ဒါတွေကိုသာအချိန်ကုန်ခံစဉ်းစားနေမယ်ဆိုရင်တော့သေချာတဲ့အကုသိုလ်ဖြစ်တော့မယ်ဟုတ်လားတကယ်ကြီးမိုက်မြတ်ဒါကြောင့်ချမ်းသာခြင်းနဲ့ဆိုရင်နံပါတ်1သူတစ်ပါးကကိုယ့်ကိုပြောတဲ့စကားရုပ်တွေကိုမစဉ်းစားနဲ့သူတစ်ပါးဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုမတွေးတော့နဲ့ပြက်ပြက်သားသားပဲမြတ်စွာဘုရားကတော့ဟာသူများကြောင့်မစဉ်းစားလို့ဖြစ်မှာမလားပြီးတော့သားလေးတွေသမီးလေးတွေကြောင့်စဉ်းစားရမှာပေါ့ထိုက်တဲ့လောက်တော့ဒါကတော့မကင်းရမကင်းကြောင့်စဉ်းစားလို့မဖြစ်ရင်တော့စဉ်းစားရမှာပေါ့သို့တော့စဉ်းစားနေတဲ့ကိစ္စတွေကမစဉ်းစားရင်ဖြစ်ပါလျက်နဲ့ကိုမစဉ်းစားရမနေနိုင်လို့စဉ်းစားနေတာဒကမကြီးတွေအဲ့ဒါလို့လားဦးဇင်းကတော့စဉ်းစားတရားလေးတွေပဲပြောမှာနော်ဦးဇင်းရဲ့တရားကတော့ဟိုနည်းနည်းလောက်လက်လွတ်သွားရင်ဘာတွေပြောနေတာလဲအောင်းပြလိုက်မယ်တွေးတိုးတရားလေးတွေကိုပဲပြောမှာနော်ဟုတ်လားဒါကြောင့်ချမ်းသာခြင်းလို့ရှိရင်သူများအကြောင်းကိုမစဉ်းစားနေတဲ့အပြက်ကိုမြတ်စွာဘုရားကတားတာပဲဟုတ်လားဒါသူများအကြောင်းနဲ့ပတ်သက်ပြီးနာပရိတံဝီလောမာနိနပရိတံကတာကတံအတနောဝအဝေခိယကတာနိအကတာနိသအတနောဝမိမိဤသာလျင်ကတာနိသပြုအပ်သောအမှုတို့ကို၎င်းအကတာနိသမပြုအပ်သောအမှုတို့ကို၎င်းအဝေခိယအလုတ်တစ်ခုဂယုပြု၍ကြည့်ရှုဆင်ခြင်ရ၏ကိုယ်အကြောင်းကိုသာလျင်ငါဘာတွေလုပ်မိတယ်ငါဘာတွေမလုပ်ရသေးဘူးလို့ကိုယ်အကြောင်းကိုသာလျင်အလုတ်တစ်ခုလို့သဘောထားပြီးတော့အမြဲစဉ်းစားနေရမယ်စိတ်ချမ်းသာခြင်းနဲ့လူတိုးတက်ခြင်းနဲ့လူကြီးပွားခြင်းနဲ့လူလောကီအကျိုးလောကုတ္တရာအကျိုးအကုန်လုံးပါတယ်နော်အဲ့လိုမျိုးချမ်းသာခြင်းကြတဲ့ပုဂ္ဂိုလ်တွေဆင်းရဲဝေးခြင်းကြတဲ့ပုဂ္ဂိုလ်တွေဟာကိုယ့်ရဲ့အကြောင်းကိုတော့ဘာလို့ရမှာလဲစဉ်းစားရမယ်တဲ့သိပြီးတော့အရေးပါတဲ့လိုက်နာကျင့်သုံးရင်သေချာပေါက်အကျိုးရမယ်အဆုံးမလို့ဦးဇင်းတို့ကတော့ထင်တယ်စမ်းကြည့်နော်အိမ်ရောက်ရင်စမ်းကြည့်နော်အခုတည်းကစမ်းလို့ရပါလေတခါယူမိုက်မြတ်ဒါကြောင့်မြတ်စွာဘုရားကဒီအဖိုးတန်ယရဏတရားကြပြကလေးကိုဦးဇင်းတို့နောက်ပိုင်းကျတော့အကျေရှင်းပြမယ်ခုလုံးလုံးစေပါပြောမှလဲဆိုတော့ဒီကြပြလေးဒီဂါထာလေးကိုမြတ်စွာဘုရားဘာကြောင့်ဟောသလဲဆိုတာလေးကိုပြောပြဟုတ်လားတာဝိတိမြို့မှာဒကမာကြီးတယောက်တရားတရားနဲ့ပြည့်စုံတဲ့စေတနာကောင်းတဲ့ဒကမာကြီးတယောက်ရှိတယ်သူမှလည်းတူရီတော်သားလေးရှိဒကာကြီးကဆုံးမသွားတော့ဒီတူရီတော်သားလေးပေါ်မှာပဲတန်ရောစဉ်ကြီးပြီးတော့သားမီးနှစ်ယောက်နေလာတာတနေ့တော့သူကပါဝီယကလို့အမည်ရတဲ့အာဇီဝကတယောက်နဲ့ယဉ်နီးတာသာသနာပြင်ပအယူဆရှိတဲ့အကျင့်မြတ်ကိုကျင့်တယ်လို့ဝန်ခံတဲ့ယဟန်တစ်မျိုးလို့ပြောကြပါစို့ယဟန်အစ်တော်မဟုတ်ဘူးပေါ့လေအဲ့ဒီပါဝီယကအာဇီဝကကိုသူကလည်းပဲသူ့ရဲ့သားလေးလို့ချစ်တယ်ဟိုကလည်းသူ့ကိုအမေလို့ချစ်တယ်တန်ရောစဉ်နဲ့ဒီလိုနေတာပေါ့အဲ့ဒါအမြဲတမ်းအိမ်ကိုဆွမ်းလာစားတယ်လိုတာကိုသူထောက်ပံ့နေဒီလိုနဲ့နေတာအဲ့ဒါနောက်မြတ်စွာဘုရားပွင့်လာတော့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကျေးဇူးတော်တွေမြတ်စွာဘုရားရဲ့အကြီးအသွေးတွေမြတ်စွာဘုရားရဲ့ကောင်းတဲ့သတင်းတွေကရက်ွက်ထဲကဂျွာတွေက
ဘေးပတ်ဝန်းကျင်ကလူတွေရဲ့နှုတ်ဖျားကနေတဆင့်သူ့နားထဲကိုရောက်လာတယ်။အော်မြတ်စွာဘုရားဆိုတာမကောင်းတာတွေမကောင်းတဲ့စိတ်ဓာတ်တွေဘာမှမရှိတော့ဘူးတဲ့။တရားလုံးစုံကိုသိတော်မူတဲ့ရုပ်ရည်အစဉ်ယူပကာယကလည်းအတင့်တယ်ဆုံးတဲ့ဟောတရဏိကေအတန်အဖြစ်လည်းပဲအင်မတန်သာယာနာပြောပွဲကောင်းတာတဲ့အစရှိတဲ့ဖြင့်မဆုံးနိုင်တဲ့ဘုရားရဲ့အကြောင်းတွေကိုသူပါဖြစ်တုံကြားရတယ်။အဲ့ဒါလို့ကြားရတဲ့အခါကျတော့သူမြတ်စွာဘုရားကိုဖူးခြင်းတယ်။အဲ့ဒါနဲ့ဘာလို့တုံးဆိုတော့သူ့ရဲ့သားလို့ချစ်တဲ့ပါဝေယကကိုသူကတိုင်မင်းတယ်ငါသားအမေအဲ့ဒီဂေါရမဗုဒ္ဓဆိုတဲ့မြတ်စွာဘုရားကိုသွားပြီးတော့ဖူးခြင်းတယ်ဟာဟိုလူကဒိန်းကနေလန့်သွားမြတ်စွာဘုရားကိုသာသွားပြီးတော့ဖူးလို့ရှိရင်လေငါ့ကိုတော့လုံးဝကြည်ညိုတော့မှာမဟုတ်ဘူးသူသိတယ်လူရည်လေနော်သူကအဲ့ဒါနဲ့ဒကမာကြီးဘူးမသိဘာမသိသွားပြီးတော့မဖူးနဲ့ဂေါရမဗုဒ္ဓဆိုတာအာဝတ္တနိယမာယာဆိုတဲ့အတက်ကိုတက်တယ်လို့ကြုတ်ချဘူးတယ်သူစီရောက်လာတဲ့လူတွေကိုသူ့ကိုကြီးညိုသွားအောင်ဆွဲဆောင်ဖျားယောင်းတဲ့အတက်ပညာကိုတက်တယ်လို့ကြုတ်ချဘူးတယ်အမှန်စင်စစ်တော်မြတ်စွာဘုရားကအင်မတန်ကြီးညိုစရာကောင်းတဲ့တရားတော်ရဲ့အစွမ်းတတ္တိကြောင့်ရောက်လာတဲ့တတ္တဝါတွေဟာကြီးညိုသွားကြတာဒါကိုဘေးကမလိုတဲ့ပုဂ္ဂိုလ်တွေကအာဝတ္တနိယမာယာတက်တယ်လို့အဲ့ဒါလိုမြတ်စွာဘုရားကိုဆွဆွဲကြတာနော်အေးအဲ့ဒါနဲ့သူ့ကိုတားတော့နေလိုက်ပြန်ရောဒုတိယအကြိမ်ထပ်ပြီးတော့တောင်းပန်နေအကြံပေါက်လာတော့တားပြန်တာပဲတတိယအကြိမ်ထပ်ပြီးတော့ပြောတယ်တားတာပဲနောက်တော့သူကမပြောတော့ဘဲနဲ့သူ့သားအရင်ကိုငါသားမနဲ့ဖြန်ပါငါမြတ်စွာဘုရားအမှုရှိတဲ့တန်ဃာတော်တွေကိုငါဆွန့်ကပ်ခြင်းနေအဲ့ဒါငါသားဂေါရမဗုဒ္ဓမြတ်စွာဘုရားကိုသွားပြီးတော့ပြင့်ကြီးလို့ခိုင်းလိုက်တာအဲ့လိုခိုင်းလိုက်တော့သူ့သားကဘုရားရှိတဲ့ကျောင်းတော်ကိုထွက်ပြီးတော့လမ်းမှာသူကပါဝေယကစီကိုဝင်တာခင်တာဆိုတော့ဝင်တာပေါ့ဝင်တော့ဟေးမင်းပဲသွားမှာတော့မြတ်စွာဘုရားကိုအမေကသွားပြီးတော့ပင်ခိုင်းလို့မင်းသွားမပင်နဲ့ဟာတပည့်တော်မနေရဘူးဖေ။အဲ့ဒါလို့ဆိုရင်မင်းအမေရဲ့စကားကိုလည်းလွန်ဆန်ရမရောက်အောင်မြတ်စွာဘုရားလည်းမင်းအိမ်ကိုကြွပြီးတော့မလာအောင်မင်းဆွမ်းသားကြွပါဖေလို့သာပင့်ခဲ့ဘေရက်ွက်ထဲကဘေလန်းကဘဇုအိမ်ကလို့နေရာကိုမပြောခင်းနေတဲ့ပေးတဲ့အကြံကနော်အဲ့ဒီမှာ तू ရောက်မလာမှသူ့ကိုချက်ထားတဲ့အစားကောင်းအတောက်ကောင်းတွေကိုဒုနှစ်ယောက်စားကြတာပေါ့အဲ့ဒီမှာကလေးကလည်းအဲ့ဒါလိုသဘောတူပြီးတော့မြတ်စွာဘုရားကိုသွားပင့်မြတ်စွာဘုရားဒီရောက်တော့သူကရိုးရိုးပဲရှင်ဘုရားကမနေ့ပြန်တပည့်တော်တို့အိမ်ကိုဆုံးဖုံးပေးကြပါဖေ။နေရလဲမပြောရက်ွက်လန့်အိမ်ဘာမှမပြောအဲ့ဒီလိုနဲ့သူကတော့ဟုတ်လာပြီဆိုပြီးတော့ပြန်လာမနေ့လင်းတော့အာဇီဝကကိုလည်းဖိတ်ထားတော့ပါဝေယကကလည်းအိမ်ရောက်တယ်ဒကမာကြီးကသူ့ကိုအခန်းထဲအသာပိတ်ထားတယ်ကျွေးတယ်ရှိတာကျွေးအချိန်တန်တော့မြတ်စွာဘုရားကအိမ်ရောက်လာတယ်မြတ်စွာဘုရားကိုလမ်းမသိအောင်ဆိုပြီးတော့လှုပ်ထားခဲ့တာဒါပေမဲ့မြတ်စွာဘုရားဆိုတာတဲ့ဦးဇင်းတို့ဓမ္မပဒထက္ကရာထဲမှာပြောထားတယ်ဗြဟ္မပြည်ကိုဘလို့သွားရတယ်ဆိုတဲ့လမ်းလည်းသိတယ်နတ်ပြည်ကိုဘလို့သွားရတယ်ဆိုတဲ့လမ်းလည်းသိတယ်သွားခြင်းတပတ်ဆိုရင်ငရေလေဘလို့သွားရတယ်ဆိုတာသိတယ်စိတ်ဝင်စားလားဓမ္မကြီးတွေဟင်ဝင်စားပါတယ်ဟုတ်လားငရဲသွားတဲ့လမ်းကိုစိတ်ဝင်စားတဲ့ဟင်မဝင်စားဘူးလားအေးအဲ့ဒီတော့အဲ့ဒါလိုလမ်းတွေကိုတောင်အကုန်လုံးသိတယ်နောက်ဆုံးဂတိဝိမု ക്ത လို့ခေါ်တဲ့နိဗ္ဗာန်ကိုတောင်ဘလို့သွားရတယ်ဆိုတာမြတ်စွာဘုရားသိတယ်အဲ့ဒါလောက်လမ်းကိုကျွမ်းကျင်တော်မူတဲ့မြတ်စွာဘုရားလူပြည်မှာရှိတဲ့ဒီမြို့ထဲမှာရှိတဲ့ဒီအိမ်လောက်တော့အသာကလေးရောက်သွားတာပေါ့အဲ့ဒါနဲ့အိမ်ကိုတန်ဃာတော်တွေနဲ့မြတ်စွာဘုရားကြွလာတော့အိုးအသောင်းတဲ့အကုန်လုံးဝိုင်းဝန်းပြီးတော့ဆွနေပါတွေကဟာသူကအံ့ဩနေတဲ့အိမ်ထဲကနေအဲ့ဒီအာဇီဝကနော်အဲ့ဒါလိုနဲ့ဆွန်ဖုံးပေးပြီးတော့ဆွန်နုမောဒနာတရားဟောတော့သူ့ရဲ့မနာလိုတဲ့အိတ်သာဒီဒကမာကြီးကိုဘုရားရဲ့တပည့်ဖြစ်တော့မှာပဲငါတော့ဆုံးရှုံးတော့မှာပဲလို့ဝင်တိုတဲ့မစ္စရိယအဲ့ဒါတွေကစိတ်နှလုံးထဲမှာတဖြည်းဖြည်းနဲ့ကြီးထွားလာပြီးတော့လူကမနေနိုင်မထိုင်နိုင်ဖြစ်လာစိတ်တက်ကကြောက်စရာကောင်းတယ်နော်အဲ့ဒါနဲ့သူတကားပေါက်ဖွင့်ပြီးတော့ဘာလုပ်တုံဆိုတော့ဆဲတော့တာပဲမြတ်စွာဘုရားနော်မြတ်စွာဘုရားဆဲတာကိုအားမရသေးလို့ဟောဒီဒကမာကြီးလည်းအလကားဒကမာကြီးဆိုပြီးတော့ဒကမာကြီးကိုလည်းမကြောက်ဝမနာတာဆဲတယ်အဲ့ဒီလိုလူပုံညာထဲမှာတန်ဃာတော်တွေရဲ့ရှေ့မှာမြတ်စွာဘုရားရဲ့ရှေ့မှာသူအာကိုအာရပြုပြီးတော့ဇိကကိုးကွယ်နေတဲ့လူကသူ့ကိုတလူရုပ်မာမာတွေဆဲသွားတော့ဒကမာကြီးကရှက်လိုက်တာမျက်နာကိုဓာတ်နဲ့လိပြချင်းစိတ်ပေါက်ဟုတ်လားအဲ့ဒါရှေ့ကမြတ်စွာဘုရားကအနုမောဒနာတရားဟောနေတယ်သူဘာတွေဟောမှမသိဘူးသူဘာတွေတွေးနေတာတော့ဒီလူငါ့ကိုပက်ပက်ဆက်ဆက်ပြောသွားတာတစ်သက်လုံးငါကြွေးမွေးပြုစုလာတဲ့ကျေးဇူးကိုမှမထောက်သူ့အကြောင်းကိုစဉ်းစားနေတာလားကိုယ့်အကြောင်းကိုစဉ်းစားနေတာလား
သူ့အကြောင်းကိုစဉ်းစားနေတာအဲ့ဒီမှာသူလဲချွေးတွေပြန်နေတာပဲဟင်ဒကမာကြီးရဒကမာကြီးတွေရဟင်အဲ့ဒါနဲ့မြတ်စွာဘုရားကသိတယ်ဒီဒကမာကြီးကတော့သူများအကြောင်းတွေစဉ်းစားနေပြီသူများအကြောင်းတွေစဉ်းစားပြီးတော့သူစိတ်ဆင်းရဲနေပြီဆိုတာမြတ်စွာဘုရားသိတယ်ငါဘာတွေဟောနေတယ်ဆိုတာလဲသူတတိမထားမိတော့ဘူးအဲ့ဒီမှာမြတ်စွာဘုရားကစောစောကဥစဉ်ရွတ်ပြတဲ့ဂါထာလေးကိုဟောတာနော်နပရိတံဝီလောမာနိနပရိတံကတာကတံအတနောဝအဝခေယကတာနိအကတာနိသပရိတံသူတော်ဘာတို့ဤဝီလောမာနိမလျောကြမ်းကြုတ်စကားယုတ်တို့ကိုနာအဝခေယမကြည်မနှက်စိတ်ဝဲမှတ်၍မပြတ်ခါကအောက်မေ့ဆင်ခြင်၍မနေရမှတ်မိသေးတယ်နော်ခုနဥစဉ်ရွတ်သွားတာနော်သူများတွေပြောလာတဲ့စကားတွေမုံလို့ပြောလာတဲ့စကားတွေကိုဗါတဲ့တော့မကြည်မနှက်နဲ့စိတ်ထဲမှာမှတ်မထားနေတဲ့မကြည်မနှက်ဖြစ်ရတာသက်သာလားမသက်သာဘူးလားမသက်သာပေမဲ့လို့အဲ့ဒီမကြည်နှက်တဲ့အကြောင်းတရားကိုပဲထပ်ပြီးတော့မတွေးကြဘူးလားဘာဘူးလို့တွေးနေတာလဲအေးအဲ့ဒါပဋိကတန်ရောစဉ်ဆိုတာအဲ့ဒါပဲတန်ရောစဉ်ဆိုတာကျိုးအမြင်မပြတ်ဘူးမကောင်းတာကြီးကိုပဲအမြင်ကမပြတ်ပဲဖြစ်နေတာဘယ်သူကနေဇွတ်အတင်းမင်းတွေးလို့ခိုင်းတယ်လေမခိုင်းဘူးကိုတန်ရောစဉ်ကမပြတ်နေတာဟိုချစ်တဲ့လူမှတန်ရောစဉ်မပြတ်တာမဟုတ်မုန်းတဲ့လူကိုလည်းမပြတ်ဘူးဗျာချစ်တဲ့လူကမှတခါတလေပြတ်သေးတယ်မုန်းတဲ့လူကတခါလေဘလို့ပြောင်းပြောတယ်ထင်တယ်နင့်ကိုငါတစ်လုံးမမေ့ဘူးဟောဟင်ဒီကမကြီးတွေတချို့ဘယ်လောက်ထိလွန်လွန်လဲကဲပြောတော့ဆိုနင့်ကိုငါတန်တရားတစ်လျှောက်လုံးမကြည်ဘူးအဲ့ဒါလိုနည်းနဲ့တယောက်ကိုတယောက်အမုန်းအာဃာတပဋိကကျိုးတွေအသီးသီးခြေပြီးတော့အဲ့ဒီကျိုးတွေနဲ့ဆင်းရဲကြောင်းတွေမလုပ်ကြဘူးလားကဲသူများအကြောင်းစဉ်းစားရာကနေထွက်လာတဲ့အပြစ်တွေအများကြီးပဲနော်တခါကြီးမိုက်များဒါကြောင့်သူများကကိုယ့်ကိုဘယ်လိုပြောတယ်ဆိုတာကိုစဉ်းစားနေတာကိုယ့်အတွက်အများကြီးဆုံးရှုံးတယ်ဒါကြောင့်မစဉ်းစားရဘူးဘေးကလူတွေကသူတို့အထင်ကိုသူတို့ပြောချင်တာပြောမှာပဲလေဟုတ်လားသူတို့ရဲ့အထင်တွေကိုငါ့ကိုအဲ့လိုမထင်ပါနဲ့လို့ကိုသွားချုပ်ကန်လို့မရဘူးသူတို့ထင်သည့်အားလျော်ဆိုတာနှုတ်ကလည်းထွက်လာမှာပဲလေအဲ့ဒါကိုလိုက်ပိတ်လို့ရမလားမရဘူးအဲ့ဒါကိုယ့်ရဲ့နယ်ပယ်မဟုတ်ဘူးကိုယ့်ရဲ့ပိုင်နဲ့မဟုတ်ဘူးကိုယ်ပိုင်နဲ့ကအဲ့ဒီပြောလာတဲ့စကားကိုပိုကိုဘလို့နှလုံးသွင်းမလဲဆိုတာကိုယ်ပိုင်နဲ့ကိုယ်ပိုင်နဲ့ကိုယ်လုံးနိုင်တဲ့နယ်ပယ်ကိုကိုယ့်ဟာကိုယ်အကောင်းဆုံးလုပ်တာအကောင်းဆုံးပဲလုံးလို့ရတာကြတော့မလုပ်ပါပဲနဲ့လုံးလို့မရတာကိုသွားလုပ်ချင်တာဒါလူတွေရဲ့သဘောကအဲ့ဒီတိုင်းပဲမဟုတ်လားဒါလေးနဲ့ပတ်သက်ပြီးတော့ညှို့စရာလေးမှတ်သားစရာစကားလေးတစ်ခုပြောခြင်းလို့အဖြစ်ပြက်လေးတစ်ခုပြောပြမြတ်စွာဘုရားလက်ထက်ကယဟန်တော်တစ်ပါးအကျင့်သီလနဲ့ပြည့်စုံတယ်ဒါပေမဲ့သူကရက်ွက်ထဲကအိမ်တအိမ်နဲ့အင်မတန်ရင်းနှီးတယ်နော်နေတာတော့တောကြောင်လေးမှနေတာပဲဒါပေမဲ့သူကတခါအိမ်ကိုသွားတယ်ခင်မင်နဲ့ရင်းနှီးတယ်ဒကာကြီးတွေဒကာမကြီးတွေသိတ်ခင်တယ်ဒကာကြီးတွေကလည်းဒကာမကြီးတွေကလည်းသူ့ကိုအင်မတန်ကြည်ညိုတယ်အဲ့ဒါနဲ့တခါသွားရင်ညစ်နဲ့မှလည်းပြန်လာတာသူကအဲ့တော့ဘေးကအမြင်ကတော့ယဟန်တစ်ပါးဟာအိမ်တအိမ်မှာအဲ့လိုကြာကြီးနေတော့မသိတော့ဘူးပေါ့ဗျာဒါလည်းအမှန်ပါပဲနော်အေးအဲ့ဒီလိုဖြစ်တော့အဲ့ဒီကျောင်းလေးတောကျောင်းလေးရဲ့ဘေးကတစ်ပင်မှာနေတဲ့အဲ့ဒီတောဆောင်နှက်ကဒီယဟန်ကိုအကျိုးလိုလားတယ်မေတ္တာလည်းရှိတယ်ဒီယဟန်ပျက်စီးသွားမှာကိုအင်မတန်သူကစိုးရိမ်တယ်ဟုတ်လားဒီနတ်ကတိလနဲ့ပြည့်စုံလို့သူ့ကိုကာကွယ်ခြင်းနေတာအဲ့ဒါနဲ့အဲ့ဒီနတ်ကဘာလို့တုံဆိုတော့ငါတော့ဒီယဟန်လေးကိုစောင်းရှောင်းမှပဲဖြစ်မယ်ယဟန်ကဒါတွေမသိဘူးနော်အဲ့ဒါနဲ့ဘာလို့တုံဆိုတော့ဒီအိမ်ကိုမသွားအောင်ဆိုပြီးတော့ဟုတ်လားအဲ့ဒီနတ်ကလေအဲ့ဒီအိမ်ကဒကမာကြီးဟန်ဆောင်ပြီးတော့ပုံသဏ္ဍာန်အတူဖန်ဆင်းပြီးတော့အဲ့ဒီယဟန်ကိုလာပြောတာဘယ်နဲ့ပြောတုံဆိုတော့အရှင်ဖေဟာတဲ့ဟိုလမ်းစုံလမ်းကွာလမ်းလေးကွာမှာလေလူတွေစုပြီးတော့ဟိုသင်္ဘောစိတ်တွေလှဲစိတ်တွေယထာစိတ်မှာလေလူတွေစုပြီးတော့ဥယျာဉ်တွေဘာတွေအပန်းဖြေတဲ့နေရာမှာလေလူတွေစုပြီးတော့အရှင်ဘုရားနဲ့တပည့်တော်နဲ့ကိုဘာလိုညာလိုပြောနေကြတယ်အဲ့ဒါလိုလာပြောတာနော်အဲ့ဒီတော့ယဟန်တော်ကလုံးဝမတုံ့လို့ဘူးအဲ့မဲ့သူကဘာပြန်ပြောတုံဆိုတော့ဟေးဘေးကနေပြီးတော့ရောက်လာတဲ့စကားတွေဆိုတာမရည်မတွက်နိုင်အောင်ကိုနားတဲ့ကိုရောက်လာနိုင်တာပဲတဲ့အဲ့ဒီစကားတွေကိုယဟန်ဆိုတာသိခံတဲ့နဲ့တဲ့သူပြောပုံလေးကဦးဇင်းကတိတိကျကျပြောမှာနော်ဘေးကရောက်လာတဲ့စကားသံတွေကိုယဟန်ဆိုတာသိခံတဲ့နေတဲ့လူတွေလည်းသိခံတဲ့ပါပဲအကျိုးလိုလားတဲ့လူတွေဟုတ်လားအဲ့ဒီမှာသူကဘာပြောလို့ဆိုတော့တေနထိုစကားတို့ကြောင့်မင်းခုမျက်နှာမသားမရမာဟုတ်တတ်ပါမဖြစ်သင့်ပါဘူးတဲ့မျက်နှာတွေညှို့မသွားသင့်ဘူးတဲ့ဘေးကကိုယ့်ကိုပြောတဲ့စကားတွေကြောင့်ဟုတ်လားတေနထိုစကားကြောင့်နာဟိကိလေသာဟိစိတ်ထဲမှာညင်နွမ်းပြီးတော့မသွားပါဘူးဒါလေးကိုဦးဇင်းကပြောချင်တာဒီစကားလေးတစ်လုံးကိုပြောချင်လို့ခုနတုန်းကအကြောင်းအရာလေးကိုပြောတာ
ဘေးကစကားတွေကြောင့်တော့ကို့မှာဘာမှညှဉ်းနှွမ်းမသွားပါဘူးတဲ့ပြောရင်တော့စကားလေးကတူတူလေးပဲအကျေချက်ရင်အများကြီးပဲဒီစကားကဆိုလိုတာကဘေးကစကားတန်တွေကြောင့်ကိုဟာလူယုံမှတယောက်ဖြစ်မသွားဘူးမကောင်းမှုတွေနဲ့လိမ့်ကြံမသွားဘူးအဲ့ဒီစကားကိုမကျေနပ်ရင်တော့ဒေါသနဲ့လိမ့်ကြံသွားမယ်နော်ဆိုလိုတာကအဲ့ဒီစကားတန်တက်ကြောင့်တော့ကို့မှာဘာမှဖြစ်မသွားဘူးသိကြလားအဲ့ဒါခုလူတွေကအဲ့လိုဘေးကစကားတွေကြောင့်ကိုယ့်ကိုဖြစ်သွားတယ်ဆိုတာစကားကြောင့်ဖြစ်တာလားကိုယ့်ရဲ့နှလုံးသွင်းမှားယွင်းမှုကြောင့်ဖြစ်တယ်နှလုံးသွင်းမှားယွင်းမှုကြောင့်ဖြစ်တာအဲ့ဒါလေးကိုတေးသေးချာချာသဘောပေါက်ရမယ်လူတွေကသူများကကဲ့ရဲ့ရင်သေခြင်းစွန်းတန်းအောင်စိတ်ပြည့်တယ်အဲ့ဒီစကားကဆိုကြမစို့ကိုယ့်ကိုမကောင်းဘူးပြောလို့ကိုယ်ငကူကမကောင်းနေတာတဲ့ပို့ပြီးတော့မကောင်းသွားသလားမဟုတ်ပါဘူးဗျာဒါပါပဲဟုတ်လားငကူကကောင်းရင်ကောင်းမှာပဲငကူကဆိုးရင်ဆိုးမှာပဲသူကမကောင်းဘူးပြောလို့တော့ဒီမှာဘာမှဖြစ်မသွားဘူးလူတွေကသူများကချီးမွမ်းပြီဆိုတော့မိုးပြန်မတက်ကြွနေတာသူများကကောင်းတယ်ပြောယုံညံ့တယ်ကိုတကယ်ကောင်းသွားသလားငကူကကောင်းတဲ့လောက်ပါပဲဗျငကူကဆိုးရင်ဆိုးမှာပဲငကူကကောင်းရင်ကောင်းမှာပဲဘေးကပြောတဲ့စကားတီးဟူသောအကြောင်းကြောင့်ကောင်းလဲကောင်းမသွားဘူးဆိုးလဲဆိုးမသွားဘူးဒါကိုကြီးပဲပြောတာစကားတန်တွေကြောင့်တော့ဘယ်သူမှညှဉ်းနှွမ်းမသွားပါဘူးတဲ့အဲ့ဒါလောက်ကိုယ့်ဘဝအတွက်အရေးမပါတဲ့ကိစ္စကိုတရားဓမ္မတို့ဦးဇင်းတို့တွေကတခါတလေကဲ့ရဲ့တဲ့စကားတန်တွေကြောင့်ဘာဖြစ်သွားတော့တိရွက်6တိရွက်တူမျိုးသွားတာလွင့်သွားတာဟုတ်လားသူများပြောတဲ့စကားတွေအဲ့တော့ဦးဇင်းကစာထဲမှာအင်မတန်မှတ်သားစရာကောင်းတယ်ကြောက်တောင်ကြီးတွေဟာတဲ့အရက်လေးမျက်နာကလာတဲ့လေတွေကြောင့်မတုံ့လောက်ပါဘူးတဲ့ဉာဏ်ရှိတဲ့လူတွေကဘေးကပြောတဲ့စကားတွေကြောင့်ဘာမှမဖြစ်ဘူးတဲ့ဒါကြောင့်သူများပြောတဲ့စကားကိုနားမထောင်တဲ့ရင်သူများပြောတဲ့စကားတွေကိုစဉ်းစားပြီးတော့ခံစားနေမယ်ဆိုရင်တိရွက်6တိရွက်လိုလွင့်သွားနိုင်မယ်ဟုတ်လားဒါကြောင့်သူများကကိုယ့်ကိုပြောတဲ့စကားတွေကိုမစဉ်းစားနဲ့မတွေးနဲ့အဲ့ဒီစကားကြောင့်တော့ငါဘာမှမကောင်းမှုနဲ့လိမ့်ချင်မသွားဘူးဘာမှငါလူယုံမှတယောက်ဖြစ်မသွားဘူးငကူကယုံမှရင်တော့ယုံမှမှာပေါ့ငကူကကောင်းရင်ကောင်းမှာပါပဲဒီစကားကြောင့်တော့ဘာပြောင်းလဲမှဖြစ်မသွားဘူးမကောင်းဘူးလားအေးဒါကြောင့်သူများပြောတဲ့စကားတွေကိုအစဉ်းစားနဲ့နောက်တစ်ချက်ကပါလေကတာကတံသူတစ်ပါးတို့ပြုတယ်မပြုဘူးဆိုတဲ့အမှုတွေနဲ့ပတ်သက်ပြီးတော့နာအဝခိယအလုတ်တစ်ခုဂယုပြု၍ကြည့်ရှုဆင်ခြင်၍မနေရသူတစ်ပါးဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာကိုစဉ်းစားမနေနဲ့တဲ့နော်ကိုမုန်းတဲ့လူဆိုရင်ဘာပဲလုပ်ကိုမုန်းတဲ့လူအကြောင်းစဉ်းစားမိရင်တော့အကုသိုလ်ဖြစ်တော့တာပဲဟုတ်လားတခါကြီးမိုက်မြင်ဒါကြောင့်သူများလှုပ်တာမလှုပ်တာဟာသူ့တန်တန်မှာဖြစ်တဲ့အတွက်ကြောင့်သူ့ကံသူ့ကိုအကျိုးပေးမှာကိုကဘက်နဲ့ကြောင့်ဝင်ပြီးတော့ဆွတ်ချင်နေရတာလေမစဉ်းစားသင့်ဘူးလားကိုဘာတွေလှုပ်တယ်မလှုပ်ဘူးဆိုတာသာလျှင်ကို့အတွက်အရေးမကြီးဘူးလားအေးဒါကြောင့်ဦးဇင်းတို့စကားတွေထက်နေပါလေစိတ်ချမ်းသာခြင်းနဲ့ဆင်းရဲကင်းခြင်းနဲ့ဆိုရင်သူများဘာတွေလှုပ်တယ်မလှုပ်ဘူးဆိုတာကိုမစဉ်းစားနဲ့ကိုဘာတွေလှုပ်တယ်မလှုပ်ဘူးဆိုတာကိုသာလျှင်စဉ်းစားရအတ္တနောဝမိမိဤသာလျင်ကတာနိစ္စပြုအပ်သောမှုတို့ကို၎င်းအကတာနိစ္စမပြုအပ်သောမှုတို့ကို၎င်းအဝိခိယအလုတ်တစ်ခုဂယုပြု၍ကြည့်ရှုဆင်ခြင်ရ၏ကိုယ်ပါရီလှုပ်တယ်မလှုပ်ဘူးဆိုတာကိုသာလျင်အလုတ်တစ်ခုလိုသဘောထားလို့ပြန်လဲစီစစ်နေရမယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကယဟန်တော်တွေကိုစဉ်းစားဖို့ဟောထားတဲ့ပပ္ပစိတဗိဏသုတ်တံဆိုပြီးတော့ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်တတကနိပတ်မှာလာတယ်အဲ့ဒီတကအချက်တစ်ချက်ဟာတရားဓမ္မတို့လည်းလိုက်နာကျင့်သုံးเสียကောင်းတယ်ဦးဇင်းရွတ်ပြမေငါဤရတ္တိန်ဒီဝါညင်နေတို့သည်ကတံဗုဒ္ဓတာဘေသူဖြစ်ဖြစ်စဉ်ဝီတိဝတ္တန္တိကုံလုံးရေးသွားကြကုန်သည်ဣတိဤသို့ပပ္ပစိတေနသာရဏဝန္တရှင်ယဟန်သည်အဘိနံနိညမပြပြရှိတတ်ပါသည်ဆင်ញံအကုန်ဤဟောသာသနာဝန်ထမ်းရှင်ယဟန်ဆိုတာငါရဲ့နေ့တွေရက်တွေဟာဘယ်ပုံစံနဲ့ကုံလွန်သွားတာလဲလို့အမြဲတမ်းစဉ်းစားရမယ်တရားဓမ္မတို့လည်းစဉ်းစားရမယ်နော်အနည်းဆုံးတစ်ရက်တစ်ခါလောက်တော့စဉ်းစားငါဒီနေ့ဘလို့ချိန်ကုန်သွားတာလဲကောင်းတာတွေလုပ်ပြီးတော့ချိန်ကုန်သွားသလားမကောင်းတာတွေလုပ်မိပြီးတော့ချိန်ကုန်သွားသလားဒါမှမဟုတ်ဝစီကံကိုစစ်ဆေးကြည့်ဘာတွေပြောလိုက်တယ်လေအနှစ်ရှိတာတွေပြောသလားအကာတွေပြောသလားဒါမှမဟုတ်အတွေးတွေကိုလည်းစစ်ဆေးကြည့်ငါဘာတွေတွေးနေတာလဲငါရဲ့အကျိုးစီးပွားကိုအထောက်အကူပြုတဲ့အတွေးတွေသူတစ်ပါးရဲ့အကျိုးစီးပွားကိုအထောက်အကူပြုတဲ့အတွေးတွေတွေးသလားဒါမှမဟုတ်ဘာမှအယီမရအဖတ်မရတောင်းစင်ယီမရပြာပုံခင်းနဲ့ထုလိုက်တယ်လို့အဆုံးမရှိလွင့်မျောပြီးတော့တွေးကျင်ရတယ်တွေးနေသလားကိုယ်တိုင်ဘာတွေတွေးလို့တွေးမှန်းတော့မသိတာတွေကများပါလေဟင်ဒ
တရက်24နာရီအကြာကြီးနော်အတွေးတွေအများကြီးတွေးတာဘယ်အတွေးကိုကောင်းကောင်းမှတ်မိလဲဒကမာကြီးတွေအေးစဉ်းစားနော်ငါဘာတွေတွေးတယ်လေငါဘာတွေပြောတယ်လေငါဘာတွေလုပ်တယ်လေအဲ့ဒီလိုစဉ်းစားတဲ့နေရာမှာလည်းပဲဦးဇင်းတို့ပေးတတ်တို့ကိုတကယ်ကိုပဲဟိုမှတ်သားတာဖြစ်အောင်နားထောင်ကြည့်သိခြင်းတယ်နော်တွေးတဲ့နေရာမှာနှစ်ချက်တွေးရမယ်ကိုယ့်ရဲ့မကောင်းတာတွေကိုလည်းမြင်အောင်တွေးရမယ်ကောင်းတာတွေကိုလည်းမြင်အောင်တွေးရမယ်မကောင်းတာကိုဘာကြောင့်တွေးရမလဲလို့မေးရင်နောင်တနဲ့ပူလောင်ဖို့အတွက်တွေးရမှာမဟုတ်ဘူးအဲ့ဒီမကောင်းတာတွေကနေငါဘယ်လိုရုန်းကန်ထွက်မလဲဒီမကောင်းတာတွေဟာမကောင်းကျိုးကိုပေးလိုက်မယ်ဒါတွေကိုငါမကောင်းကျိုးပေးခွင့်မရအောင်ဘယ်လိုအစွမ်းနဲ့အပြီးတိုင်ငါဒါကိုတတ်မလဲဒီလိုရည်ရွယ်ချက်မျိုးနဲ့မကောင်းမှုကနေရုန်းထွက်ဖို့တနည်းအားဖြင့်အပြီးအပိုင်းဖြေပြောက်သွားနိုင်ဖို့အတွက်မကောင်းမှုကိုတွေးရမယ်ဟုတ်လားတခါကြီးမိုက်မြတ်ကောင်းမှုကိုဘာကြောင့်တွေးခိုင်းတယ်လဲဆိုတော့ယူလေးတူလေးပြောမယ်အားဖြစ်စေခြင်းလို့ကောင်းမှုကိုဘာကြောင့်တွေးခိုင်းတာလဲအားဖြစ်စေခြင်းလို့ဗျကိုသူများကိုလှူလိုက်တယ်ပြန်တွေးကြည့်အင်မတန်အားဖြစ်တယ်ခုတခါကြီးတို့ဆွန်လောင်းသိန်းဟုတ်လားဘယ်နေ့တွေဝါတွင်းဝါပါကိုဘယ်နေ့တွေလောင်းကြတာဝါတွင်းဝါပါကိုဘယ်နေ့တွေလောင်းကြတယ်စနေတနင်္ဂနွေလားဟုတ်လားအေးလောင်းကြတယ်ပြီးတော့ဗါတော့ဟိုကုတီတွေဗါတွေလည်းသွားပြီးတော့တန်ရှင်းကြတယ်လို့ပြောတယ်ဟုတ်လားပြီးတော့ဗါဟိုတရားစာအုပ်တွေဗါတွေဝေတယ်ဦးဇင်းတို့အင်မတန်ဝမ်းသာပါတယ်သူကတော့အကောင်းဆုံးပေါ့နော်အဲ့ဒါလို့ကိုလှုပ်တဲ့ကုသိုလ်လေးတွေကိုပြန်ပြီးတော့စဉ်းစားလို့ရှင်ဘာဖြစ်တုံးအားဖြစ်တယ်ငါဘဝအတွက်ငါကိုအထောက်အကူပြုမဲ့အရာတွေကိုငါလုံးမိတယ်တနည်းအားဖြင့်မတိမတာစိတ်ထဲမှာငါတော့ကောင်းတာလေးလုံးဖြစ်တဲ့အတွက်ကြောင့်ငါလူဖြစ်ကျိုးနဲ့တယ်ဒီအတွေ့လေးနှံမှုမရှိဘူးလားရှိပါတယ်ဗျာစာကနုတ္တိဖြစ်တယ်နော်ကိုလူထားတာလေးတွေတက္ကမကြီးတွေအိမ်မှာချဲရင်ပြုံရင်နဲ့ဟောငါတို့လူတာလေးတွေကိုတန်ဃာတော်တွေစားကြပြီတယ်ဖုံးပေးကြပြီတယ်သာသနာအသက်ဆွဲဖို့အတွက်ကြိုးစားကြပြီတယ်လို့စဉ်းစားလိုက်လို့ရှိရင်ကောင်းတာလေးကိုတွေးလိုက်လို့ရှိရင်ထပ်ပြီးတော့ငွေကုန်ကြီးကြလည်းမများတော့ဘဲနဲ့ကကြီးကထလည်းမများတော့ဘဲနဲ့ဘာမှလည်းမလုပ်ရဘဲနဲ့ငြိမ်ငြိမ်ကလေးနေရင်နဲ့စာကနုတ္တိဘာဝနာဖြစ်တယ်မကောင်းဘူးလားကောင်းပါလေဗျာဟောကုတီတွေဘာတွေတန်ရှင်းတယ်ဦးစင်းကခေါင်းထဲပေါ်လာတာလေးတွေကိုစီးပြီးတော့ပြောချင်တာအချိန်နဲ့သိကြသွားမှဆိုတယ်ပြောချင်တာလေးတွေကနောက်နားမှာရှိနေတယ်နော်အဲ့ဒီတန်ရှင်းရလောက်တာနဲ့ပတ်သက်ပြီးတော့ဟိုလူငယ်တွေဝမ်းသာစေခြင်းတယ်လေမှန်ပါဦးဇင်းတို့မိလိန်နာနဲ့ရှင်သာကတိန်ဆိုတာကြားဘူးတယ်နော်ဟုတ်ပါဗျာအင်မတန်ညံကြီးတဲ့ဘယင်ကြီးသူ့ရဲ့မိကုန်းတွေကိုမဖြေနိုင်လို့ယဟန္တာပေါင်းမြောက်များစွာဇဗုဒိတ်ကျွန်းမှာမနေရဲပဲနဲ့ထွက်ပြေးရတာသူမေးရင်ဘယ်သူမှမဖြေနိုင်ဘူးအဲ့ဒါနဲ့အဲ့ဒီယဟန္တာတွေကဗြဟ္မပြည်တက်ပြီးတော့ဒီရှင်ဘရင်မေးတဲ့မေးခွန်းကိုဖြေနိုင်တဲ့ပုဂ္ဂိုလ်ကအခုဗြဟ္မာဖြစ်နေတယ်လို့ယဟန္တာကြီးတွေသိတယ်သူတို့မဖြေနိုင်ဘူးအဲ့ဒါနဲ့အဲ့ဒီဗြဟ္မာကိုသွားပြီးတော့သုတိစိတ်ကြခိုင်းပြီးတော့လူဘဝရောက်တော့အဲ့ဒါကိုဝိုင်းသင်ပေးကြတယ်ရှင်သာကတိန်ဆိုပြီးတော့ဖြစ်လာတာသူမေးတာမှန်တယ်များအဲ့ဒီမထေကအကုန်ဖြေနိုင်တယ်နော်နောက်ဆုံးတော့နှစ်ယောက်လုံးယဟန္တာဖြစ်တယ်သူတို့ရဲ့အကြောင်းတရားလေးကအဲ့ဒါလိုဖြစ်ခြင်းရဲ့အကြောင်းတရားလေးကစိတ်ဝင်စားစရာကောင်းတယ်တခုသောဘဝတုန်းကရှင်သာကတိန်ကယဟန်တော်ဖြစ်တယ်နော်မိလိန်နာမင်းကြီးကကိုရင်လေးဖြစ်တယ်အဲ့ဒါနဲ့ဒီနေ့တော့ဒီယဟန်တော်ကဒီမျက်စိလဲပြီးတော့အမိုက်ပုံလေးပုံပြီးတော့ကိုရင်သွားပြီးတော့အမိုက်ကျုံပြီးတော့မြစ်ထဲသွားပြစ်ချီလို့ခိုင်းတယ်ကိုရင်ကဆော့နေတော့မလုံးချင်ကြီးကြီးကလုံနေအဲ့ဒါနဲ့ကိုရင်ကိုဒီမျက်စိရိုးနဲ့ခေါင်းတစ်ချက်ခောက်ပြီးတော့သွားမြန်မြန်သွားကျုံကြည့်အဲ့တော့ကိုရင်ကငိုးယူပြီးတော့ဥစဉ်ကိုကြောက်တော့သွားကျုံရတာပေါ့ကျုံရင်နဲ့သူကလည်းစိတ်ပါပြီးတော့ပြောင်းအောင်ဆင်အောင်ကျုံတယ်အစားကတော့သိမကျုံညင်ဘူးနော်အဲ့ဒါနဲ့အဲ့ဒီမှိုက်တောင်းလေးထမ်းပြီးတော့ခင်ကမြစ်သေးကိုသွားပြီးတော့ပြစ်တယ်ပြစ်တော့မြစ်ကလည်းလေတွေဘာတွေလာနေတဲ့အချိန်နဲ့တူတယ်လှိုင်းလုံးကြီးတွေဝုန်းဝုန်းနဲ့ထနေတယ်အဲ့ဒါနဲ့ကိုရင်လေးကညံရှိတယ်ငါတဲ့ဒီလိုအမှိုက်ကျုံပြီးတော့တန်ရှင်းရတဲ့အတွက်ကြောင့်ဖြစ်လျာဘဝမှာဟောဒီလှိုင်းလုံးကြီးလို့ငါရဲ့ဉာဏ်ပညာဟာကြီးကျယ်တဲ့ပုဂ္ဂိုလ်ဖြစ်ပါရစေလို့သူကဆူတောင်းတာမှန်ပါပါငါမေးတာကိုဘယ်သူမှမဖြေနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပါရစေတဲ့အမေဒါလေးကအစ်စ်ပါသေးတယ်သူဟာကဘယ်လိုပြောရမှန်းကိုမသိဘူးနော်ငါမေးတာကိုဗါတဲ့တုံးသူမှမဖြေနိုင်ပါရစေနဲ့အဲ့ဒီလိုသူကဆူတောင်းပြီးတော့အမိုက်သွန်တာကိုနောက်ကတမျက်စိလဲတဲ့ယဟန်တော်ကကြားတယ်ဟာဒုက္ခတော့ရောက်တော့မှာပဲသူမေးတာဘယ်သူမှမဖြေနိုင်တဲ့ကိုဖြစ်ရပါလို့ဤဆိုတော့အဲ့တော့မဖြစ်ချေဘူးသူကအမိုက်ကလေးကျုံယုံကျုံတာငါကအကုန်လုံးတလင်းတစ်ခုလုံးပြောင်းအောင်လှည့်ပြီးတော့သူ့ရဲ့ငါကပို့ပြီးတော့ပင်ပန်းတယ်ကုသိုလ်ငါပို့ကြည့်တယ်အဲ့တော့ဒီကိုရင်လောင်းဖြစ်လာတဲ့အခါမှာသူမေးသမျှကိုငါအကုန်ဖြေနိုင်တဲ့လူဖြစ်ပါရစေအဲ့ဒီဥစဉ်ကထပ်ပြီးတော့မလုပ်တာတော့ဆူတောင်းတာအဲ့ဒါနဲ့ကိုရင်ကမိလိန်နာမင်းကြီးဖြစ်လာတယ်ယဟန်တော်ကရှင်သာကတိဖြစ်လာပြီးတော့ပညာရာမှာသိကြီးကျယ်ရတဲ့ပုဂ္ဂိုလ်တွေဖြစ်နေတကွန်းထူပြီးတော့ဘာဖြစ်သွားတာလဲယဟန်နာဖြစ်ကြတယ်
ကုရိတန်ရှင်းတဲ့ပုဂ္ဂိုလ်တွေအတက်အောင်ပြောပြတာ မှန်ပါပါ နော်အဲ့ဒါလို့ကိုကောင်းတာလေးကိုစဉ်းစားလို့ရှိရင်ကိုအကြောင်းကိုစဉ်းစားရင်ကုသိုလ်ကိုအားကိုးတဲ့စိတ်တွေတန်ဖိုးထားတဲ့စိတ်တွေအများကြီးဖြစ်လာပြီးတော့အားဖြစ်တယ်ဒါကြောင့်ဒကမာကြီးတွေဒကာကြီးတွေအားလုံးဒါနရှင်တွေနော်လှူပြီးတိုင်းပြန်ပြီးတော့စဉ်းစားပေးရမယ်အဲ့ဒီအကြောင်းလေးကသိကောင်းတယ်ဒါနထက်မြတ်တဲ့စာဂနုတ္တိဘာဝနာကိုသွားဖြစ်တာ မှန်ပါပါ အားရတဲ့ကောင်းတယ်နော်အေးဓမ္မဒါနပြုတယ်ဆိုတာကတော့အမျက်ဆုံးပေါ့အာမိတကိုပေးတာတဲ့ဓမ္မကိုပေးတာကပို့ပြီးတော့ဓမ္မိုးရှိဘာကြောင့်လဲဆိုတော့ပစ္စည်းဆိုတာကတသိန်းနှစ်သိန်းရေတွက်လို့ရတယ်တရားကြောင့်ဖြစ်တဲ့အသိဉာဏ်ကြတော့ရေတွက်လို့ရသလား မရပါဘူးဗျာ ပစ္စည်းကဖြစ်တဲ့ချမ်းသာဒုက္ခကိုအတိုင်းအတာပမာဏပြုလို့ရတယ်အသိဉာဏ်ကြောင့်ဖြစ်တဲ့ချမ်းသာဒုက္ခကိုအတိုင်းအတာပမာဏပြုလို့ရသ မ လား ရပါဘူးဗျာ ဒါကြောင့်ပစ္စည်းကိုလှူတာတဲ့အသိကိုလှူတာကအများကြီးတန်ဖိုးကြီးတယ်နော်ပစ္စည်းဆိုတာကသုံးလိုက်ရင်ကုန်သွားတာအလွန်ဆုံးတစ်ဘဝပဲအသိဆိုတာကသုံးရင်ပိုးထွက်လာနော်ပြီးတော့တစ်ဘဝတည်းမကဘူးနိဗ္ဗာန်မရမချင်းအမရိတဲနေတာအသိဆိုတာပျက်စီးသလားမပျက်စီးဘူးဗျာဒါကြောင့်အသိကိုသာလင်တန်ဖိုးထားပြီးတော့စုဆောင်းရမယ်အသိဟာဘယ်တော့မှမပျက်စီးဘူးရှားရကျိုးအနက်ဆုံးပဲပစ္စည်းဆိုတာပျက်စီးသွားတယ်ဒါကြောင့်ပစ္စည်းကိုလှူတာတဲ့အသိကိုလှူတာကအများကြီးအကျိုးကျေးဇူးရှိတယ်ဒါကြောင့်ဓမ္မဒါနပြုတဲ့လူတွေသတိထားရမယ်နော်ငါလုပ်တဲ့အလုပ်ဒီနင်းနေရရအလုပ်မဟုတ်ဘူးအသိကိုလှူနေတာပစ္စည်းကြောင့်ဖြစ်လာတဲ့ချမ်းသာနဲ့အသိကြောင့်ဖြစ်လာတဲ့ချမ်းသာဘယ်လို့မှနှိုင်းယှဉ်လို့မရဘူးဒါကြောင့်တပ္ပဒါနံဓမ္မဒါနံစိနာတိဒီလူတွေအကုန်ရတယ်စဉ်းစားတတ်ဖို့ပဲလိုတယ် မှန်ပါပါ ဟုတ်လားအေးဒါကြောင့်ကိုယ်အကြောင်းကိုစဉ်းစားတဲ့နေရာမှာမကောင်းတာကိုလည်းစဉ်းစားရမယ်ရုံထွက်နိုင်ဖို့ကောင်းတာကိုလည်းစဉ်းစားရမယ်အားဖြစ်စေဖို့တိုးတက်စေဖို့မကောင်းဘူးလား ကောင်းပါတယ်ဗျာ အေးဒါကြောင့်မကောင်းတာတွေကိုစဉ်းစားတော့ရုံထွက်ခြင်းတဲ့စိတ်တွေပေါက်ပြီးတော့ရုံထွက်သွားမယ်ဆိုလို့ရှိရင်ဟင်တခါကြီးဒီမိုင်းများအင်မတန်ဖိုးတန်တဲ့လူတယောက်မဖြစ်ပေဘူးလား ဖြစ်ပါတယ်ဗျာ အေးဒါကြောင့်မကောင်းမှုတွေကနေရုံထွက်သွားကြတဲ့ပုဂ္ဂိုလ်တွေရဲ့အကြောင်းကိုယ်အကြောင်းလေးကိုစဉ်းစားပြီးတော့ကိုယ့်ရဲ့မကောင်းတာကိုကိုယ်မြင်ပြီးတော့ဒီနွန်နဲ့ဒီပွက်ထဲတော့ငါမနေဘူးဆိုတဲ့စိတ်နဲ့ရုံသွားကြတဲ့လူတွေအကြောင်းကိုနည်းနည်းပြောချင်တယ် မှန်ပါပါ နောက်တခါယူမိုက်မြတ်ဒီအကြောင်းလေးကိုမြတ်စွာဘုရားရှီတုံအကြောင်းတော်မှာသတင်းသုံးတော့အကြောင်းတော်ကိုလာပြီးတော့ဥပုံဆောင်သုံးကြတဲ့ဒကာကြီးဒကာမကြီးများကိုဟောတာဗျခုနတုန်းကဥပုသ္တိလစောက်တည်တာနော်ဒီလူတွေ မှန်ပါ ဟင်အဲ့ဒီလိုဥပုသ္တေတွေကိုမြတ်စွာဘုရားကဒကာကြီးတို့ဒကာမကြီးတို့မိမိရဲ့အတွင်းတဏ္ဍာမှာရှိတဲ့မကောင်းမှုတွေကနေရုံထွက်ဖို့ဥပုသ်ဆောင်သုံးတယ်ဆိုတာရှေးသူတော်ကောင်းတွေရဲ့ထုံတန်းစင်လာဓမ္မတာဖြစ်တယ်တဲ့မြတ်စွာဘုရားကဒါပေမဲ့ဥပုံဆောင်တဲ့နေရာမှာဘယ်လိုစိတ်ကူးနဲ့သူတော်ကောင်းတွေဟာဥပုံဆောင်ရတယ်လဲဆိုတာလေးကိုဒီဇက်တော်လေးကိုဦးဇင်းတို့ပြောပြသောအဖြစ်နားထောင်သောအဖြစ်ပိဋကတ်တို့သဘောပေါက်သွားလိမ့်မယ်ဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကจิตသားတို့တခုသောဘဝတုန်းကငါဘုရားအလောင်းတော်ကြီးဟာပစ္စည်းဥစ္စာပေါင်းများစွာကိုစွန့်လွတ်ပြီးတော့ယတိယဟန်ပြုပြီးတော့ကာတိတိုင်းရဲ့မကရာတိုင်းရဲ့အင်္ဂါတိုင်းရဲ့တိုင်းသုံးတိုင်းရဲ့ကြားထဲမှာရှိတဲ့တောအုပ်ကြီးတစ်ခုထဲမှာသင်္ကန်းကြောင်းလေးဆောက်ပြီးတော့တိတ်တိတ်ဆိတ်ဆိတ်တရားဘာဝနာပွားများပြီးတော့နေတဲ့ယတိတစ်ပါးဖြစ်ခဲ့ဘူးတဲ့မြတ်စွာဘုရားအဲ့ဒီမှာငါရဲ့အနီးနားပတ်ဝန်းကျင်တိုးထဲမှာအရှင်နုဒုဒ္ဒာရဲ့အလောင်းဖြစ်တဲ့ခိုးတကောင်ကလည်းကျစားနေတာရှိနော်ဟုတ်လားရှင်သာရိပုတ္တရာအလောင်းဖြစ်တဲ့မွေးတကောင်လည်းအဲ့ဒီနားတစ်ဝိုက်မှာကျစားနေတာရှိရှင်မဟာမောဂလန်ဖြစ်လာမဲ့မြေခွေးတကောင်ကလည်းကျစားနေတာရှိရှင်မဟာကတ္တပဖြစ်လာမဲ့ဝန်းတကောင်ကလည်းကျစားနေတာရှိအဲ့ဒါသူတို့ကငါးစီကိုမကြလာကြတယ်ချက်သားတို့တဲ့တနေ့ကျတော့တိုက်တိုက်ဆိုင်တိုင်းတစ်ခုသောဥပုပ်နေ့မှာသူတို့၄ကောင်လုံးငါနားကိုရောက်နေတယ်ဘာကြောင့်ရောက်တယ်လဲအကြောင်းတရားလေးကစိတ်ဝင်စားစရာကောင်းသူတို့ဥပုပ်ဆောင်လောက်ရောက်လာကြတာနော်ဖရာလောင်းသားကိုဥပုပ်ဆောင်ရောက်လာကြတာဘာကြောင့်ရောက်လာတယ်လဲဆိုတာလေးကစိတ်ဝင်စားစရာကောင်းတယ်ခိုးကဘာကြောင့်ရောက်လာလဲဆိုတော့သူ့မှာအကြောင်းရှိအဲ့ဒါသူကမနေ့ခင်းမှာသူနဲ့အတူတူနေတဲ့ခိုမာကလေးနဲ့မြူးတူးပြီးတော့အစာရှာအစာကောက်နေတာအဲ့ဒီအချိန်မှာဦးဇင်းတို့စွန်ရဲတကောင်ကနော်သိမ့်ငှက်တကောင်ဖြစ်မယ်ပေါ့နော်အဲ့ဒါကအဲ့ဒီခိုးနှကောင်ကိုရုတ်တရက်တခါတည်းလာပြီးတော့တုတ်တာအဲ့ဒီခိုမာကလေးကပါသွားရောပါတော့သူ့ရှိတယ်မဲ့လေပင်ကိုဖြတ်ပြီးတော့သွေးတန်ရဲရဲနဲ့အဲ့ဒီသိန်းကစားပစ်လိုက်တာအဲ့ဒီမှာဒီခိုးကပြန်ပြီးတော့တိုက်ခိုက်ဖို့လည်းအစွမ်းမရှိသူနဲ့အင်မတန်ရင်းနှီးချစ်ခင်တဲ့ခိုမာလေးကလည်းသေဆုံးသွားအဲ့ဒါနဲ့သူ့ရဲ့စိတ်ထဲမှာစောက်တီရမရဘူးတဲ့အသက်ဘေးကလည်းသူပြေးလိုက်ရသေးတယ်ပြေးပြီးတော့သူအင်မတန်ပူတယ်အင်မတန်စိတ်ဆင်းရဲတယ်စိတ်ညစ်တယ်မသက်သာအဲ့ဒါနဲ့သူကသူ့ကိုယ်သူပြန်စဉ်းစားတယ်သူ့အကြောင်းသူပြန်စဉ်းစားတယ်ငါဒီလိုဆင်းရဲနေတာဘာကြောင့်လဲအပေါ်ယံကြည့်ရင်တော့စွန်ကသူ့ရဲ့ခိုမကိုတုတ်သွားလို့
မှန်တယ်နော်တကယ်ကြီးမိုက်မြဒီလောက်မြင်တာနဲ့တော့ညံကြီးတယ်လို့ပြောလို့မရဘူးဗျာဒီလောက်အမြင်ကလေးလောက်ကတော့သင်ပြစရာလည်းမလိုဘူးဗျာနော်အဲ့ဒီမှာ तू မြင်တာကဘာလဲဆိုတော့ငါရဲ့အတွင်းတန်တာကဒီခိုမရဲ့အပေါ်မှာတန်ရောစင်မပြတ်နိုင်တဲ့ငါရဲ့ယာခကိုအကြောင်းပြုပြီးတော့ငါပူလောင်နေတာအကယ်၍ဒီခိုဟာငါခိုမို့ဖဲနဲ့သူများခိုဆိုရင်ငါပူစရာရှိသလားရှိပါဘူးခိုကိုတက်လို့ပူတာဆိုပူပါတော့လားဘယ်သူခိုကြောင့်မို့လို့ပူတာတော့အေးငါချစ်တဲ့ခိုကလေးမို့လို့ဟောငါချစ်တဲ့ဆိုတာလေးပါနေအဲ့တော့ तू ကအမှန်တိုင်းသိတယ်ဒီယာကဒီတန်ရောစင်ကငါ့ကိုနှိပ်စက်နေတာလို့ तू သိတယ်ဒါကြောင့်ဒီယာကကိုစာလို့တိတိကျကျပြောမယ်နော်ဒီယာကကိုငါနှိပ်ကိုအံ့ဆိုပြီးတော့ရသေးတီရောက်သွားတာသူဥပုသ်ဆောင်ခြင်းရဲ့အကြောင်းကဆွဲလန်းမဲ့မောခြင်းဆိုတဲ့ယာကတရားကိုနှိပ်ကိုအနိုင်ယူဖို့အတွက်ဘယ်ကိုရောက်သွားတာလဲရသေးစီရောက်အေးဖရာလောင်းရသေးတီကိုရောက်သွားတာအဲ့ဒါနဲ့သူကလည်းအဲ့ဒီမှာတတလေးငြိမ်ငြိမ်လေးနေပြီးတော့ဥပုသ်တင်စောင့်သုံးတယ်လို့ဆိုတယ်အဲ့ဒါနဲ့မွေကားဘာလို့ရောက်လာတော့ရှင်သာရိပုတ္တရာအလောင်းပညာကြီးမားတဲ့ပုဂ္ဂိုလ်ကြီးရဲ့အလောင်းဘာလို့ရောက်လာတော့ဆိုမွေကားသူ့တောင်ပိုတဲ့အသာလေးနေတာအဲ့ဒီမနေ့ခင်းတုန်းကအဲ့ဒါရွာထဲကအနီးနားကရှိတဲ့ရွာထဲကလူတွေကဆွတ်ဆွတ်ဖြူတဲ့နွားလားဥဒ္ဒဖတကောင်ကိုဂျိုးမှာပန်းတွေပါတွေချီဆေးတွေပါတွေတုပ်ပြီးတော့ပူဇော်ကြတာဗျနွားလားဥဒ္ဒဖကိုမြက်တယ်ဆိုပြီးတော့အဲ့ဒါလူတွေကဥစီဘုံမောင်းနေနဲ့တခါလဲပြိုပြိုပါပါဖြစ်နွားကြီးကလည်းပြောပြီးတော့တခါလဲဂျိုးတွေနဲ့သွေးခွာတွေခတ်အဲ့ဒီလိုလှုပ်တော့စောစောတုန်းကဇိန်နဲ့အိတ်နေတဲ့မွေကိုတက်ပြီးတော့နင်းမိတာအဲ့ဒီမှာသာရိပုတ္တရာအလောင်းဖြစ်တဲ့ဒီမွေကစိတ်တူပြီးတော့အဲ့ဒီနွားကိုကိုက်လိုက်တာအဲ့ဒီနားတင်ဘုံကနေလဲပြီးတော့အဲ့ဒီနွားကြီးဟာသေတယ်နွားကြီးလည်းသေရောလူတွေကတခါလဲဝမ်းနဲ့ပက်လက်နဲ့တို့အမျက်တနိုးထားတဲ့ဒီနွားလားဥဒ္ဒဖကြီးသေရတယ်ဆိုစိတ်ပြက်ပြီးတော့ငိုကြယူကြအဲ့လိုဖြစ်တယ်အဲ့ဒါမွေကထွက်ပြေးနေတဲ့တင်နေရာကနေကြည်နေတာကြည်စမ်းဒီလူတွေငါကြောင့်ကုန်ဒုက္ခရောက်ကုန်ပြီသူတော်ကောင်းစိတ်ပါတယ်နော်စောစောကတော့ဒေါသမထိန်လိုက်နိုင်လို့ကြိုက်လိုက်တယ်ဒီနွားကြီးလည်းသေသွားပြီငါမကြိုက်လေဖြစ်သားနဲ့အဲ့တော့ဒါတွေကိုမြင်ပြီးတော့ तू စိတ်ထိကြိုက်တယ်ဟုတ်လား तू စိတ်ထိကြိုက်တယ်ငါကြောင့်လူတွေရောနွားရောဒုက္ခရောက်သွားပြီအဲ့ဒီလိုစိတ်ထိကြိုက်တာငါဘာကြောင့်စိတ်ထိကြိုက်နေလဲဒီလိုအဖြစ်ဆိုးကြီးဘာကြောင့်ဖြစ်တယ်ဒီဒေါသဟာငါ့ကိုနှိပ်စက်လိုက်လို့လက်သေးတရခံဒီပါလေဒေါသဒီဒေါသကိုငါသည်နှိပ်ကိုအံ့ဟောသူကအဲ့ဒီရည်ရွယ်ချက်နဲ့သူကလည်းရသေးကြီးစီရောက်လာတာနောက်ထပ်မြေခွေးရှင်မမောက္ကလအလောင်းနော်မြေခွေးကဘာကြောင့်ရောက်လာတော့ဆိုသူကမိုးတွေကတော်တော်လေးရွာနေတဲ့အချိန်မှာရှောက်ပြီးတော့သူကအစာရှာထွက်တာစာရှာထွက်တဲ့အခါကျတော့ဆင်သေးကြီးတစ်ကောင်တွေ့တဲ့အခါကျတော့ဒီဆင်ကြီးကိုရှောက်ပြီးတော့ကြိုက်တယ်ဘလို့မှကြိုက်လို့မရအဲ့ဒါနဲ့ဆင်းရဲပေါင်ကြားလေးကိုကြိုက်လို့ရတော့အဲ့ဒီကနေဝိဆမက်ကနေပြီးတော့ဆင်းရဲပိုက်ထဲကိုဝင်သွားတာတဲ့အဲ့ဒီမြေခွေးကအဲ့ဒါထဲထဲမှာရေစာရင်သွေးကိုတောက်အစာစားလို့ရှိရင်ကလီစာတွေကိုစားညောင်းလို့ညာလို့ရှိရင်အဲ့ဒီထဲမှာဇိန်နဲ့အိတ်ဘာအန္တရာယ်မှလည်းကြောက်စရာမလိုဘူးသူစည်းစိမ်နဲ့သူရစ်ပြီးတော့အဲ့ဒီမြေခွေးဟာအဲ့ဒီထဲမှာဘာလုပ်နေတာတော့နေနေတာဟုတ်လားအဲ့ဒီလိုနေလာတော့နေကြီးကလည်းတအားပူပြီးတော့လာတာသူက1ရက်လည်းမထွက်2ရက်လည်းမထွက်ဒီထဲမှာစိန်ကြနေတာအဲ့ဒီလိုနေရင်းနဲ့နေကပူလာတော့ဒီစအိုဝါကခြောက်ပြီးတော့ကျုံပြီးတော့ပိတ်သွားတော့အလင်းရောင်မရတော့သူကြောက်ပြီးတော့အတင်းတိုးတယ်ဘယ်လိုမှတိုးလို့မရတော့ရုတ်တရက်တော့မသိဘူးအထဲမှာအာဟာရရှိနေတာအခုနော်အဲ့ဒါနဲ့2ရက်3ရက်လောက်နေတော့ကံကောင်းကျင်တော့မိုးတွေကမြုံနဲ့ပြန်ရွာလာပြန်တော့အဲ့ဒါကြီးကပွားပြီးတော့ပေါက်သွားတော့မှသူတခါတည်းကြောက်လန့်နဲ့ထွက်လာတာအမွှေးတွေကောအရေကုန်တွေကောကျွတ်ပြီးတော့သုတ်ပြတ်သက်သွေးတန်ရဲနဲ့သူတော်ဒုက္ခရောက်သွားတာအဲ့ဒါသူ့ကိုသူပြန်ကြည့်တယ်ကြည်စံပင်ပန်းလိုက်တာငါမဲ့ဆင်းရဲလိုက်တာဒီပင်ပန်းဆင်းရဲမှုဘာကြောင့်ဖြစ်တယ်လဲတဲ့ပိဋကရေသူများအကြောင်းစဉ်းစားနေတာလားကိုယ်အကြောင်းစဉ်းစားနေတာလားကိုယ်အကြောင်းစဉ်းစားနေတာဒါလေးတော့မျက်ခြေမပြတ်စေနဲ့နော်တရားကောင်းစဉ်ပေးထားကြတာကိုကဘာတဲ့တော့သူအကြောင်းကိုအကြောင်းနဲ့ဟုတ်လားအဲ့တော့သူအကြောင်းသူစဉ်းစားတော့အဖြေကဘာတွေ့တုံဆိုတော့ငါရဲ့လောဘကြောင့်ငါဆင်းရဲနေတာဒကာဓမ္မတို့ဦးဇင်းတို့လည်းအမှန်တိုင်းမြင်သင့်တယ်နော်ဆင်းရဲမှုအလုံးတို့ရဲ့လက်သေးတရားခံဒီလောဘပဲဖြစ်ခြင်းနဲ့ရခြင်းနဲ့လူခြင်းနဲ့ကြီးကျယ်ခြင်းနဲ့ကြိုကြားခြင်းနဲ့ဘာဖြစ်ခြင်းနဲ့ညာဖြစ်ခြင်းနဲ့စုံနေတာပဲလောဘရဲ့နယ်ကအကျယ်ကြီးဟုတ်လားအဲ့ဒီလောဘကြောင့်ငါဆင်းရဲရပေတယ်ဒါကြောင့်ဒီလောဘကိုငါနှိပ်ကွမယ်ဆိုပြီးတော့သူကပါလေယသိစီရောက်လာအဲ့ဒီမှာရှင်မာကတ္တမရဲ့အလောင်းဖြစ်တဲ့ဝန်ကဘာလို့ရောက်လာတယ်ဘုံဝင်ကြီးကဘာလို့ရောက်လာတယ်ဆိုတော့သူကတိုးရဲမဲ့အစာရှာပြည့်စုံပါလျက်ခင်နဲ့အစာရဲ့အပေါ်မှာလျှက်ပေါ်လော်လီတဲ့အတိလောဘပေါ့ပူကြီးတဲ့လောဘ
လောဘကအမျိုးမျိုးရှိတာနော်လူချင်းကမတ္တရှိတယ်မရရင်မနေနိုင်ဆွဆွလန်းလန်းရှိတယ်လိုအပ်တာတဲ့ပို့ပြီးတော့ကြီးကျယ်တဲ့လောဘတွေရှိနေတယ်အဲ့ဒါစာကတော့အတိလောဘလို့သုံးတယ်ဟုတ်လားအဲ့ဒီအတိလောဘကြောင့်တိုးတဲ့မကျင်နဲ့နိုင်မဲနဲ့လူတွေနေတဲ့ရွာတွေကိုသွားပြီးတော့အစာရှာတာဒီဝန်ကအဲ့ဒီမှာလူတွေကဟာဝင်ကြီးဟာဝက်ဝင်ကြီးဟာဆိုပြီးတော့တခါတည်းခဲတွေဒုတ်တွေဓားတွေနဲ့လိုက်ကြတာကိုလိုက်တော့သူတခါတည်းအသက်လူပြီးတော့ပြေးရတယ်ပြေးတော့အဲ့ဒါခဲနဲ့လှန့်ထုတော့သူ့ရဲ့ခေါင်းကိုခဲတစ်လုံးမှန်ပြီးတော့ခေါင်းကွဲတယ်အဲ့ဒီမှာသွေးတွေတန်းတန်းကျပြီးတော့ပြေးတော့သူလွတ်သွားတယ်အဲ့ဒီမှာသူသွေးတွေသူပြန်ကြည့်ဆင်းရဲလိုက်တာမဟုတ်လိုက်တာငါတော်တဲ့အနေအဟုတ်သားနဲ့ကြည်စံရွာထဲကိုရောက်သွားလို့ငါဒုက္ခရောက်ရတယ်အဲ့ဒီရွာထဲကိုမရောက်ရအောင်တွန်းပို့တာကဘယ်သူတုံးဆိုတော့အတီလောဘအဲ့ဒီအတီလောဘကိုနှိပ်ကွမယ်ဆိုပြီးတော့သူကဘယ်ကိုရောက်သွားတော့ တေးရှိရောက်ပါဗျာ ယသိစီရောက်သွားတာအဲ့လိုယသိစီရောက်သွားတော့ဖရာလောင်းကအဲ့ဒီအချိန်မှာဇံဘိန်ကြီးနေရနေပြီအဲ့ဒီနေ့မှာပဲရတိုက်ဆိုင်တော့တခါကြီးမိုက်မြတ်ငကိုယ်တုံးကနှစ်ပေါင်းများစွာကျင့်သုံးနေတာဖရာလောင်းကဘာဇံဘိန်ကြီးမှမရဘူးအဲ့ဒီနေ့မှာရအဲ့ဒီဇံဘိန်ကြီးရခြင်းရဲ့အကြောင်းလေးကလည်းစိတ်ဝင်စားစရာကောင်းတယ်ဘာလို့ဆိုတော့ဦးဇင်းတို့နန္ဒမူလိုင်ကူမှာသတင်းသုံးနေတယ်ပိစိကဗုဒ္ဓအရှင်မြတ်တစ်ပါးကအဲ့ဒီတောထဲကိုသူ့ရဲ့အဘိညာဉ်နဲ့လှမ်းကြည့်တော့ဖရာလောင်းကိုမြင်တယ်မြင်တော့ဖရာလောင်းကအဲ့ဒီဘဝကအင်မတန်မာနကြီးတယ်သူကအမျိုးမြတ်တယ်ဆိုပြီးတော့မာနတွေကြီးနေတာဘယ်သူမှတူတယ်တန်တယ်လို့ကိုမထင်ဘူးဖရာလောင်းကတောထဲမှာစီးစိမ်ဥစ္စာတွေစွန့်ပြီးတော့ယသိဝတ်နေတယ်သို့တော့မာနကိုတော့သူမစွန့်နိုင်ဘူးစီးသိမ်တွေအတိုင်းဝိုင်းတွေချစ်တာတွေအကုန်လုံးစွန့်နိုင်တယ်နော်ဒါပေမဲ့ဘာကိုမစွန့်နိုင်ဘူးလဲမာနကိုမစွန့်နိုင်ပါဘူးဗျာကိုတေဟုတ်တဲ့ငါလို့ထင်းနေတဲ့အထင်တစ်လုံးကိုသူမစွန့်နိုင်ဘူးအဲ့ဒီအထင်ကသူ့ကိုတားဆီးနေတာဇံပင်ရှင်မရအောင်အဲ့ဒါနဲ့ပြည့်စုံကဗုဒ္ဓအရှင်မြတ်ကသိတယ်ဒါဖျားဖြစ်မဲ့ဖျားအညွန့်ကလေးပဲတဲ့လူယုံမှတယောက်မဟုတ်ဘူးတဲ့မဆုံးရှုံးသင့်ဘူးဆိုပြီးတော့ပြည့်စုံကဗုဒ္ဓအရှင်မြတ်ကတနာလုံးလို့ကောင်းငင်ကနေဇံပင်ရှင်နဲ့ကြွလာပြီးတော့ဖျားလောင်းသတင်းသုံးတဲ့သင်္ကန်းကျောင်းလေးရဲ့ဘေးကကြောက်ဖြာပေါ်မှာထိုင်းနေတာအဲ့ဒါသူကသင်္ကန်းကျောင်းထဲကနေဖျားလောင်းကထွက်လာပြီးတော့ကြည်စံငါနေရာကိုပိုင်စိုးပိုင်နေမပြောမဆိုလာပြီးတော့ထိုင်းနေတာဘယ်ကလူယုံမှလည်းမသိဘူးတဲ့သူစိတ်ထဲစဉ်းစားနေတာနော်မကြည်နပ်ဘူးညူစူးနေတာစိတ်ထဲမှာမာနတွေနဲ့ညူစူးနေတာဒီလူကိုအထင်သေးနေတာဟုတ်လားအဲ့ဒါနဲ့ तू ကအဲ့ဒီနာသွားတယ်ဟိုကအသားလေးငိမ့်လေးနေတဲ့တကယ်ကြီးညူတရားကောင်းမှာပါနော်ပြည့်စေကဗုဒ္ဓဆိုတော့ကိလေသာဘာမှမရှိတော့ဘူးလေနှစ်သင်ချင်းနဲ့ကဘာတသိန်းပါရမီဖြည့်ခဲ့တဲ့အရင်မာကြီးတွေလေဟုတ်လားအဲ့ဒီမှာ तू ကဘာသွားပြောတုံးဆိုတော့ဦးဇင်းတို့ဘုရားလောင်းကလက်ဖြစ်တွေးပြီးတော့တကယ်နစ်နာနာကြီးပေါ့နော်ဟဲလူရုပ်ပြက်လေလို့တဲ့ဆိုလိုတာကအခုခေတ်ဆိုရင်တော့ပြင်းပြင်းထန်ထန်မင်းနဲ့ဒီနေရာနဲ့တန်လိုလာသွားထွက်သွားလို့ခိုင်းလိုက်တာပါပဲအဲ့ဒီမှာပြည့်စေကဗုဒ္ဓအရှင်မြတ်ကဟိုအမျိုးကောင်းတာဘာကြောင့်သင်ကဒီလောက်မာနတွေကြီးနေရတာတော့သင်ဟာတကယ်စင်စစ်လာမဲ့ဗဒ္ဒကဘာမှာဂေါရမအမိရတဲ့သင်ဖျားဖြစ်မှာသင်ရဲ့အဂတဝကတွေကဘဇူတွေသင်ရဲ့အဖေမေကဘဇူတွေဟုတ်လားသင်ရဲ့အလုတ်ကျွေးကဘဇူသင်ရဲ့တတန်းကဘာအကုန်လုံးပြောတာပြည့်စေကဗုဒ္ဓအရှင်မြတ်ကအဲ့ဒါတွေ तू စိတ်ဝင်စားဘူးမာနနဲ့သူ့ကိုနှိပ်စက်နေတော့ဒါတွေ तू စိတ်ဝင်စားဘူး तू ဘာပြောနေတာလို့ तू မသိဘုရားလောင်းဖြစ်ပုံနော်အဲ့ဒါနဲ့ဘုရားလောင်းကမာနတွေသိကြည့်နေတော့ပြည့်စေကဗုဒ္ဓအရှင်မြတ်ကဘာမှမပြောတော့ဘဲနဲ့ကဲသူ့ကိုလက်တွေ့ပြမှရမယ်ဆိုပြီးတော့ကောင်းငင်ကိုရုပ်ချိထပြန်လိုက်တယ်ပြည့်စေကဗုဒ္ဓအရှင်မြတ်ကပြန်ပြီးတော့သူ့ရဲ့ခြေဘဝမှာကတ်နေတဲ့ခြေမုံမြေမုံတွေကိုတကိုးတော်နဲ့ဖန်ဆင်းပြီးတော့အဲ့ဒီဘုရားလောင်းရသိရဲ့ဆန်းကြည်ကြားတဲ့ကိုကျဲချလိုက်တယ်အဲ့ဒီမှာ तू မော့ကြည့်တော့မျက်နှာပေါ်ခြေမုံနေကြတယ်ကြည်စမ်းအဲ့ဒီမှာ तू အကြီးကျယ်ထိတ်လန့်သွားတယ်ငါပါလေစောစောကငါမာနတွေကြီးနေတာသူ့ကိုမတူမတန်ထင်နေတာအင်မတန်လေးလံတဲ့ဒီခန္ဓာကိုယ်ကြီးကိုကြွတ်တက်ပြီးတော့ပြန်သွားအောင် तू လုံနိုင်တဲ့အစွမ်းရှိတယ်ငါမယ်ကြည်စမ်းစဉ်းစားတယ်နော်အဲ့ဒီလိုစဉ်းစားပြီးတော့ဒီလောက်မြင့်မြတ်တဲ့ပုဂ္ဂိုလ်နဲ့တွေ့နေပါလျက်ခင်နဲ့ငါ့ကိုပြောသွားတာဗါတဲ့ငါ့ကိုဘုရားဖြစ်မယ်လို့ပြောသွားတာဘယ်လိုဖြစ်မှလဲတပည့်တော်ဘယ်လိုဆက်ကျင့်ရမှာလဲဘာတွေဖြစ်မှလဲငါဘာမှမမေးလိုက်မိဘူးငါအင်မတန်ယုံမာတဲ့ငါပဲဘယ်တရားကငါ့ကိုဒီလိုအောက်ကျနောက်ကျတဲ့အောက်တန်းနောက်တန်းကျတဲ့ဟိုပုံသဏ္ဍာန်တွေဖြစ်အောင်ဖန်တီးနေတယ်လေဒီအမူအရာတွေဖြစ်အောင်ဘယ်သူလုပ်တာလဲမာနကလုပ်တာသူသိရဲ့နော်အဲ့ဒါနဲ့ဒီမာနကိုငါမပေမသက်ရခြင်းဒီကြောင်းကန်းတွေကမထွက်ဘူးအရိယာမနဲ့တော့ပေတတ်တာတော့မဟုတ်ဘူးပေါ့နော်သူဇံပင်ရင်ရတယ်ကြောင်းထဲဝင်ပြီးတော့
လေ့ကျင့်အားထုတ်နေကြကတိုင်းပရိကံကိုကြည်ပြီးတော့သူဇံပင်ញင်ကြအဲ့ဒီမှာသူ့ရဲ့မျက်နှာတွေလည်းကြီးလင်းပြီးတော့ကိလေသာကိုဝိခံပနပဟံခွာထားနိုင်တယ်နော်ဇံပင်ញင်နဲ့ဟုတ်လားအဲ့ဒီမှာသူကကြီးကြီးလင်းလင်းသင်္ကန်းကျောင်းထဲကထွက်လာတော့မြေခွေးကိုလည်းတွေ့တယ်ဝင်းကိုလည်းတွေ့တယ်မွေကိုလည်းတွေ့တယ်ပြီးတော့ဗာလဲခိုးကိုလည်းတွေ့တယ်ဟာမင်းတို့လည်းစုံလို့ပါလားဘာလို့လာဥပုံဆောင်ကြတုံးဆိုတော့မှသူတို့ကအသီးသီးပြောပြတယ်သူတို့ရဲ့ရည်ရွယ်ချက်ကလေးတွေမေ့မပြည့်နဲ့နော်ခိုးကဗာလဲတန်ရောစဉ်တက်မဲ့မှုတွေကိုပယ်တတ်နိုင်ဖို့ဟုတ်လားမွေကဒေါသကိုပယ်တတ်နိုင်ဖို့မြေခွေးကလောဘကိုပယ်တတ်နိုင်ဖို့ဝန်ကတော့အတိလောဘကိုပယ်တတ်နိုင်ဖို့ဖះလောင်းကြီးကတော့မာနကိုပယ်တတ်နိုင်ဖို့ဥပုံဆောင်ကြတာနော်အဲ့ဒီတော့သူတို့အဲ့လိုဘာကြောင့်ကုသိုလ်ဓုတွေနဲ့ကြီးပွားကြသလဲဆိုတော့ကိုယ်အကြောင်းကိုကိုမြင်အောင်ကြည့်ပြီးတော့အဲ့ဒီမကောင်းတဲ့အခြေအနေကနေရုံထွက်ဖို့ကြိုးစားကြတာဟုတ်လားဒါကြောင့်ကိုယ့်ရဲ့မကောင်းတဲ့အကြောင်းကိုဘာကြောင့်စဉ်းစားရမှာလဲလို့မေးရင်မကောင်းတာတွေကနေရုံထွက်နိုင်ဖို့ဟုတ်ပြီလားတခါကြီးမိုက်မြအေးဒါကြောင့်တခါကြီးတခါမကြီးတို့ဦးဇင်းတို့တွေကိုယ့်အကြောင်းကိုစဉ်းစားတဲ့နေရာမှာနံပါတ်1ငါရဲ့အပြောတွေကဘယ်လိုလဲငါရဲ့အလုပ်တွေကဘယ်လိုလဲငါရဲ့အတွေးခေါ်တွေကဘယ်လိုလဲတကယ်အကျိုးရှိသလားငါကိုချမ်းသာစေမှာလားလို့အထက်ထက်ခါကစဉ်းစားပြီးတော့မကောင်းတာတွေတွေ့ရင်ဘာလို့ရမှာလဲမြင်ရမယ်ပြင်ရမယ်ဦးဇင်းတို့ကျမ်းဂန်တွေကတော့မှန်ကြည့်တာနဲ့ဥပမာပေးတယ်လှခြင်းပါခြင်းလူငယ်လေးတွေလုံမပြူလေးတွေမှန်ကြည့်တဲ့အခါမှာလေမျက်နှာပေါ်မှာမတင့်တယ်တာတွေ့ရင်ဘာလို့ပြင်မှာလဲဖဲပြစ်မှာဖဲပြစ်လို့မရဘူးဆိုရင်ဘာလို့မလဲဖုံးပြစ်မှာသူများမြင်ရင်ရှက်เสียကောင်းတယ်လေဟုတ်လားတခါကြီးမိုက်မြမကောင်းမှုအကုသိုလ်ဆိုတာသူများသိရင်ရှက်เสียကောင်းတယ်လေအဲ့ဒီလိုရှက်တတ်တဲ့သဘောကိုဘာခေါ်မလဲဟီရီမကောင်းမှုဆိုတာတစ်ချိန်အကျိုးပေးရင်ကိုယ့်ကိုဆင်းရဲစေမှာလေကြောက်เสียကောင်းတယ်မကောင်းမှုကိုကြောက်เสียကောင်းလို့ကြောက်တယ်ဆိုရင်ဥတ္တပဟီရီဥတ္တပမကောင်းဘူးလားအဲ့ဒီဟီရီဥတ္တပအရှက်ကြောက်တရားနှစ်ခုနဲ့တရားဒီဟူသောမှန်ကိုထောင်ပြီးတော့ကိုယ့်ရဲ့စိတ်နှလုံးသဏ္ဍာန်ဒီဟူသောမျက်နှာပေါ်မှာဘာတွေရှိသလဲလို့မကြည့်သင့်ဘူးလားကြည့်သင့်တယ်နော်ဒကာကြီးမိုက်မြအဲ့ဒီလိုကျမ်းဂန်တွေကတော့ဥပမာပေးတာပဲဗျဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကဟိုရှင်မောက္ကလဟောထားတဲ့သုတ်တန်တစ်ခုရှိတယ်အနုမာနသုတ်တန်လို့ခေါ်တယ်တော်တော်ကောင်းတယ်နည်းနည်းလေးအချင်းချုပ်လေးပြောပြမယ်အကျိုးလိုလားတဲ့ပုဂ္ဂိုလ်တွေဆိုတာတဲ့ကိုယ်တန်တန်မှာဘာတွေရှိသလဲလို့စစ်ဆေးရမယ်တဲ့တကယ်လို့မကောင်းတာကြီးရှိနေတယ်ဆိုကြပါစို့သူများတဲ့ပူပြီးတော့လောဘတွေကြီးနေတယ်မတရားလိုချင်နေတဲ့ထိခနဲ့ရှိရင်စိတ်တူတတ်တယ်ဆိုကြပါစို့အဲ့ဒါလို့ဆိုရင်ဘယ်လိုစဉ်းစားမှာလဲတို့ကသူများရဲ့တန်တန်မှာလောဘဒေါသတွေကြီးနေရင်ငါမကြည်နဲ့ဘူးငါမုန်းတယ်အဲ့ဒီလူကိုငါအထင်သေးတယ်နော်အဲ့ဒါလိုပဲငါတန်တန်မှာအဲ့ဒါလိုလောဘကြီးတာတွေဒေါသကြီးတာတွေရှိနေရင်သူများကလည်းငါ့ကိုမုန်းရလိမ့်မယ်အထင်သေးကြလိမ့်မယ်လို့စဉ်းစားပြီးတော့ကိုယ့်ရဲ့မကောင်းမှုကိုဖယ်နိုင်အောင်ကြိုးစားရမယ်စေတနာတွေကရုဏာတွေနဲ့နီးမှန်လမ်းမှန်တွေကိုညွှန်ကြားခဲ့တာသူတော်ကောင်းကြီးတွေကဟုတ်လားအဲ့ဒီနည်းနဲ့စဉ်းစားရမယ်တဲ့အဲ့ဒီလိုတွေးလို့ရှိရင်လည်းအဲ့ဒါကိုဖြေဖြောက်နိုင်အောင်ကြိုးစားရမယ်ဥပမာတဲ့အင်မတန်လှကျင်ပကျင်တဲ့အရွယ်ကလေးအလှတွေကလည်းပြင်ပြီးထားတဲ့ရေမိုးချိုဖီးလိမ့်ပြီးတော့တကယ်ကိုအကောင်းဆုံးဖြစ်အောင်အနေထားလေးကိုလှုပ်ထားတဲ့အချိန်မှာလူတဦးတယောက်ကသူ့ကိုအနိုင်ထက်ပြုတ်ပြီးတော့မွေးသေးကောင်ပုတ်ကြီးသို့မဟုတ်ခွေးသေးကောင်ပုတ်အစိပ်ပိုင်းကြီးလောက်တဖွာဖွာကြအနံ့တစ်ထောင်ထောင်ထနေတာကြီးကိုလေပင်ကိုလာပြီးတော့ဆွဲပေးတယ်ဆိုကြပါစို့တဲ့အဲ့ဒီကလေးအဲ့ဒီလှုပ်လင်လုံးမပြိုးဟာဒီအပုတ်ဒီမွေကောင်ပုတ်ဒီခွေးကောင်ပုတ်ကိုဆွဲချွတ်ပြီးတော့လွတ်ပစ်ခြင်းတွေသေချာပေါ့မပေါက်ပေဘူးလားဟုတ်ပါတယ်ဗျာဒါကြီးကိုဆက်ဆုပ်တဲ့သဘောသေချာပေါ့မပေါက်ပေဘူးလားဟုတ်ပါတယ်ဗျာအေးဒါကြောင့်ကိုယ်အကြောင်းကိုစဉ်းစားလို့မကောင်းတာများအကယ်၍တွေ့ခဲ့ရင်မွေကောင်ပုတ်ခွေးကောင်ပုတ်လေပင်ရောက်လာတယ်လို့သဘောထားပြီးတော့ဒါဆက်ဆုပ်เสียကြီးပဲလို့စဉ်းစားသင့်နေတဲ့သိကောင်းတယ်နော်ဒီကကြီးမိုက်မြအဲ့ဒါလို့စဉ်းစားပြီးတော့ဒါကိုဖြောက်ဖြက်ပစ်ခြင်းနဲ့စိတ်ကင်းဝေးသွားခြင်းနဲ့စိတ်ဆက်ပြီးတော့ပေါက်သင့်နေတဲ့ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့မကောင်းတာကိုစဉ်းစားတဲ့နေရာမှာနောင်တရဖို့ပြုမှားမိခြင်းပြောမှားမိခြင်းလို့တွေးပြီးတော့ပူဖို့အတွက်ပြောနေတာလားမဟုတ်ဘူးအဲ့ဒီအခြေအနေကနေလွတ်မြောက်သွားစေဖို့သဘောပေါက်တယ်နော်ဒီလူတွေအေးကောင်းတာကိုစဉ်းစားတာကြတော့ဦးဇင်းတို့စောစောကပြောခဲ့တယ်ဘာဖြစ်စေခြင်းလို့လဲအားဖြစ်စေခြင်းလို့ဟုတ်တယ်ဒီကမာကြီးတွေကအဲ့လိုမှတ်ပြီးတော့ဦးဇင်းကပြောရတာအင်မတန်အားရှိတယ်ဟုတ်လားဒါကြောင့်ဒါနပြုတိုင်းစဉ်းစားစာကနုတ္တိဖြစ်တယ်သီလဆောက်တည်တိုင်းစဉ်းစားသီလာနုတ္တိဖြစ်တယ်သီလာနုတ္တိကလည်းသိတကူကြီးတယ်နော်ငါစင်ကြယ်တယ်လို့သိလို့ရှိရင်တမာတိပညာတွေအစဉ်စဉ်ရင့်ပြီးတော့မဉ္ဇဉ်ဖူဉ္ဇဉ်တောင်ရနိုင်တယ်နော်တကယ်ကြီးမိုက်မြ
သီလနုတ္တိနောက်ဘာနုတ္တိကြားဘူးစီတော့ဒေဝတာနုတ္တိကြားဘူးလားဘာတဲ့တုံစဉ်းစားတာလေးကနတ်ပြည်မှာရှိနေတဲ့နတ်သားတွေနတ်သမီးတွေကောင်းတဲ့နေရာမှာရောက်နေတဲ့ဒီတတ္တဝါတွေကောင်းတာတွေလှုပ်လို့သူတို့ကောင်းတဲ့နေရာရောက်ကြတာအဲ့ဒီနေရာမျိုးကိုရောက်နိုင်တဲ့ကောင်းမှုတွေကောင်းတဲ့စေတနာတွေငါမယ်လေရှိတယ်လို့စဉ်းစားပြီးတော့နတ်တွေကိုကောင်းမှုရဲ့သက်သေအဖြစ်ထားပြီးတော့ဟောကောင်းလိုက်တာဗျာနတ်တွေဟာကောင်းမှုရဲ့အကျိုးပေးအဖြစ်ဘာတွေတဲ့တော့သက်သေတွေတဲ့ကောင်းတာလို့ကောင်းတဲ့နေရာရောက်နေတာအဲ့ဒီလိုနတ်တွေကိုသက်သေထားပြီးတော့ငါလည်းအဲ့ဒါလိုဖြစ်နိုင်တဲ့အစွမ်းငါမယ်ရှိပါတယ်အဲ့ဒါလိုစဉ်းစားရင်လေဒေဝတာနုတ္တိဆိုတဲ့ဘာဝနာတစ်မျိုးဖြစ်တယ်သိပြီးတော့မြင့်မြတ်တယ်သူလည်းပဲအားကြီးတာပဲငွေကုန်ကြီးကြများသလားများပါဗျာတိသက်နေရာတွေအချိန်တွေကိုယူရသေးသလားဟုတ်ပါဗျာစဉ်းစားတတ်တဲ့ဉာဏ်လေးနဲ့ယုံကြည်တဲ့စိတ်လေးနဲ့ကြိုးစားဖို့ပဲလိုတယ်မဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့ပြောချင်တာကကောင်းတာတွေကိုလည်းစဉ်းစားရမယ်ဘာပြုလို့လဲအားဖြစ်စေခြင်းလို့အားဖြစ်စေခြင်းလို့ကောင်းတာကိုစဉ်းစားပြီးတော့ယဟန္တာဖြစ်သွားတဲ့အကြောင်းလေးအတူတူလေးတော့ပြောဦးမယ်ဗျာမှန်ပါဒါလည်းယဟန်တစ်ပါးနဲ့ဆက်ဆက်နေတယ်စောစောတုန်းကယဟန်နဲ့သွားပြီးတော့ပူးမှလည်းကြောက်ရသေးတယ်ရောပြီးတော့မှတ်မိမှလည်းစိုးရသေးတယ်ဒီယဟန်ကတော့သူကတစ်မျိုးတောတဲ့ကိုသူကသွားပြီးတော့နေရာရှာတော့ဂူကြီးတကူတွေ့ဂူကြီးတွေ့တဲ့အခါကျတော့သူကအဲ့ဒီဂူထဲတိတ်ဆိတ်တယ်နေထိုင်ဖို့လည်းကောင်းတယ်ဆိုပြီးတော့တပိတ်သင်္ကန်းယူပြီးတော့အဲ့ဒီဂူထဲကိုတရားကျင့်မယ်ဆိုပြီးတော့ဝင်သွားတာအဲ့ဒီမှာဂူကိုစောင့်တဲ့ဂူဆောင်နှက်ကသားလေးတွေသမီးလေးတွေလည်းရှိတယ်လို့ဆိုတယ်အဲ့ဒါနဲ့သူကဟေးသီလရှိတဲ့ယဟန်တစ်ပါးတော့ဝင်လာပြီဒီဂူရဲ့အပေါ်မှာငါမနေနိုင်ဘူးအဲ့ဒီတော့ဒီယဟန်ကတရက်နှစ်ရက်နေမှနဲ့တူပါရဲ့ဆိုတော့ကလေးလေးတွေလက်ဆွဲပြီးတော့ထွက်ပေးရှာတယ်သူကတရက်နေလို့လည်းမသွားနှစ်ရက်နေလို့လည်းမသွားယဟန်တော်ကလည်းအဲ့ဒီထဲမှာတပ်ပါရဖြစ်အဲ့ဒီရွာကလူတွေကလည်းကြီးညိုပြီးတော့ယဟန်ကိုဒီဂူထဲမှာအမြဲတမ်းသုံးဖို့ရှောက်တော့ယဟန်တော်ကငါကတော့ဝါရင်းသုံးလပတ်လုံးဒီထဲပဲနေတော့မယ်နဲ့ဒီလိုဒုက္ခရောက်နေတာကိုယဟန်တော်ကသိသလားမသိပါဘူးဗျာမသိဘူးမသိတဲ့တရား तू ကနေနေတာအဲ့ဒီတော့စောစောကနတ်လို့မဟုတ်ဘူးဒီနတ်ကဘာလဲဆိုတော့စိတ်ယုတ်မာတွေဝင်လာတာဒီယဟန်ကိုဒီကူတဲကမနေနိုင်အောင်ငါဘယ်လိုလုပ်မလဲယဟန်ကသီလကလည်းသိစင်ကြတော့သူ့ကိုငါနှင်ပြစ်နိုင်တဲ့အစွမ်းလည်းငါမှမရှိဒီယဟန်မှာသီလဘယ်နာကပြက်တယ်လဲဆိုပြီးတော့သေးသေးချာချာလိုက်ရှာတာယဟန်ဖြစ်တဲ့အခါ तू ဘာတွေလုပ်ခဲ့လဲလိုက်ကြည့်တာနတ်မျက်စိနဲ့ကြည့်တာနော်တခါကြီးတို့အဲ့ဒါဘာအပြစ်မှမတွေ့ဘူးတဲ့ဗျာအံ့ဩစရာတောင်ကောင်းရောအဲ့ဒီလိုတန်ဃာမျိုးကိုကြီးညိုရတာဟာတခါကြီးဒီကမိုင်များအကျိုးမများဘူးလားများပါတယ်ဗျာကြားလိုက်ရတာနဲ့စိတ်ထဲမှာမကြည်လင်ဘူးလားကြည်လင်ပါတယ်ဗျာအေးတန်ဃာနုတ္တိဆိုတာဒါမျိုးပြောတာသူ့မှာအပြစ်တွေဟာယဟန်ဖြစ်ကြတဲ့ကစားဘာမှမရှိဘူးဘာမှမတွေ့တော့ဒီနတ်ကဘာမှမလုပ်နိုင်ဘူးဒီယဟန်ကိုအဲ့ဒါနဲ့ဒီယဟန်ရဲ့အပြစ်ကိုပဲအမြဲတမ်းရှာနေတယ်အကြားအပေါက်ကိုအမြဲတမ်းရှာနေတယ်တဲ့အစာလိုပြောရတော့သိလားအပေါက်ကလေးအကြားလေးတွင်သူဝင်မှာအဲ့ဒီကနေပြီးတော့ဘာအကြားဘာအပေါက်မှမတွေ့ဘူးမတွေ့တော့ဒီယဟန်ကိုအပြစ်ရှိအောင်ဘယ်နဲ့လုပ်မလဲသူစဉ်းစားတယ်စဉ်းစားတော့အဲ့ဒီယဟန်နဲ့အင်မတန်ရင်းနှီးတဲ့အိမ်တအိမ်ကအဲ့ဒီတကာကြီးတကမာကြီးရဲ့သားကိုသူကဝင်ပြီးတော့ပူးတာအဲ့ဒီနတ်ကပူးပြီးတော့ခေါင်းကိုနောက်ပြန်လှည့်ထားလိုက်တယ်မျက်နှာကနောက်ရောက်နောက်စီကြီးကရှေ့ရောက်အဲ့ဒါအမြုပ်တွေထားပြီးတော့တက်တယ်လို့ဖြစ်နေတယ်အဲ့ဒါနဲ့အိမ်ကလူတွေကလန့်ပြီးတော့ဟာဘလို့ဖြစ်တာတော့တခါမှဒီလိုမဖြစ်ဘူးပါဘူးဆိုတော့အဲ့ဒီမှာအဲ့ဒီနတ်ကအဲ့ဒီလူပူရင်းနဲ့ပြောတယ်သင်တို့ကိုးကွယ်တဲ့မင်းတို့ကိုးကွယ်တဲ့ဂူထဲကယဟန်တော်ရဲ့တန်တန်ကိုသွားပြီးတော့ຫນွယ်ကြိုသွားတောင်းချင်ဟာတောင်းလို့ရမှာမဟုတ်ဘူးဆေးကုတဲ့ဘုန်းကြီးမဟုတ်ဘူးအဲ့ဒီလိုဆိုရင်ရှိန်ကူလေးနည်းနည်းလောက်သွားတောင်းချင်အဲ့ဒီယဟန်ဒီကနေပြီးတော့ဆေးတစ်ခုခုတောင်းလို့ရလို့ရှိရင်ငါလွတ်ပေးမယ်ယဟန်ဆိုတာဆေးမကူကောင်းဘူးလေအဲ့ဒီယဟန်ကိုဆေးသမားဖြစ်အောင်လုပ်နေတာဒီနတ်ကသိလားတကယ်လို့မြန်သွားတောင်းလို့ဆေးတစ်ခုခုပေးလိုက်တယ်ဆိုရင်အရှင်ဘုရားအသက်မွေးမှုအရှင်ဘုရားပြည့်တယ်အာဇီဝပါရိသုတ်တိသီလပြည့်တယ်ဒါကြောင့်အရှင်ဘုရားဆေးဆရာတယောက်ပဲယဟန်တစ်ပါးမှမဟုတ်ဘဲနဲ့ဒီကူတဲ့မနေနဲ့ထွက်လို့သူကပြောမလို့ကောက်ကျစ်တယ်နော်နတ်တွေကလည်းကောက်ကျစ်တာပဲနော်အေးအဲ့ဒါနဲ့သူကအဲ့လိုပြောတော့ဟာအရှင်ဘုရားတပည့်တို့ကိုးကွယ်တဲ့ယဟန်ကအဲ့လိုဆေးကုတဲ့ဘုန်းကြီးမျိုးမဟုတ်ဘူးဖေရအဲ့ဒီလိုဆိုလို့ရှိရင်မနဲ့ဖြန်ခါမှာအဲ့ဒီယဟန်ဆုံးခံကြွလာတော့အဲ့ဒီယဟန်ရဲ့ခြေထောက်ကိုရေဆေးပြီးတော့အဲ့ဒီခြေဆေးရည်လေးကိုသင်သားရဲ့ခေါင်းပေါ်ကိုတော့သင်လောင်းနိုင်တယ်မဟုတ်လားတဲ့ဟာအဲ့လိုတော့တပည့်တို့လောင်းနိုင်ပါတယ်ဖေရအေးအဲ့လိုဆိုရှိစေနောက်နေ့ကျတော့အဲ့ဒီနတ်ကလည်းအဲ့ဒီလိုပြောပြီးတော့ထွက်သွားရောနောက်နေ့ကျတော့ယဟန်တော်ကအိမ်ဆုံးခံကြွတော့ရှင်ဘုရားခဏလောက်ရပ်ပါအောင်ဖေရတခါကြီးတွေကသူ့အထာနဲ့သူလीအဲ့ဒါနဲ့ရေလေးတစ်ခွက်ယူလာပြီးတော့ယဟန်တော်ရဲ့ခြေထောက်ပေါ်ကိုရေလောင်းချအောက်ကကြလာတာလေးကိုခွက်ကလေးနဲ့ခံပြီးတော့ဘုန်းကြီးရဲ့ခြေဆေးရေပေါ့နော်
အဲ့ဒါကိုခုနတုန်းကစောစောကတက်အောင်အလုခံရတဲ့သားရဲ့ခေါင်းပေါ်ကိုလောင်းချယဟန်ကဘာလို့မှမသိဘူးရပါတယ်လောင်းဒါလောင်းတာနဲ့တော့အပြစ်လည်းမရှိဘူးလေ तू ကဘာမှတော့မသိစိတ်ကူကျင်တာလည်းမဟုတ်ဘူးဘာမှမသိဘူးအဲ့ဒါနဲ့ तू အဲ့လိုနေပြီးတော့ဇွန်းခံပြီးတော့ဂူထဲပြန်ကြွလာတော့နတ်ကပိုင်ပြီပေါ့လေဟုတ်လားနတ်ကတခါတည်းရှေ့ကနေပြီးတော့ခေါင်းထောင်ပြီးတော့မတ်နဲ့သိလားဆေးဆရာကြီးငါရဲ့ဂူထဲကိုမဝင်ပါနဲ့ဟာဒုက္ခပဲယဟန်ကစဉ်းစားတယ်ငါလည်းဘယ်တော့မှဘယ်သူ့ကိုမှဆေးမကုလိုက်ရပါဘူးဟင်တခါကြီးမိုက်မြအဲ့ဒါနဲ့ယဟန်ကပြန်စဉ်းစားတယ်ဟာငါဘယ်တော့မှဆေးကုလို့တော့ဘာအခုမှမသိရင်ဆောင်းနေတာလေနှင့်ရဲ့တကားအိမ်ကကလေးကိုလေယောဂပြောင်းနှင့်ရဲ့ခြေစည်းရည်ကိုသင်ပေးခဲ့တာအဲ့ဒါဆေးကုတာမဟုတ်လားအဲ့တော့ယဟန်ကစဉ်းစားတယ်အော်ဒီနတ်ကငါ့ကိုလိုက်ပြီးတော့အပြစ်ရှာနေတဲ့နတ်ပဲငါမှာဓာတ်ထက်ကြီးတဲ့အပြစ်ကိုရှာမတွေ့လို့ဒီအပြစ်ကလေးကို तू တွေ့တာကိုကြည်စံယဟန်ဖြစ်ကြတဲ့ကစားငါကသိစင်ကြယ်တဲ့ငါပဲနတ်တယောက်ရဲ့တကိုးနဲ့ငါရဲ့အပြစ်ကိုရှာတာတောင်မှဒီနတ်မတွေ့ရှာဘူးဟောနတ်ပြောတဲ့စကားကိုအခြေခံပြီးတော့သူ့အကြောင်းသူဘာလုပ်နေတာတုံးပြန်စဉ်းစားနေတာဟုတ်လားကြည်စံဘာမှအပြစ်မရှိလို့သူခမညာငါ့ကိုအပြစ်မရှိအပြစ်ရှာပြီးတော့ခြေသေးရည်ဖြစ်အောင်လုပ်ရတယ်ငါတကယ်စင်ကြယ်တာပဲဟုတ်တယ်စင်ကြယ်တယ်အဲ့ဒီစင်ကြယ်တာကိုစဉ်းစားလိုက်တော့ကောင်းတာစဉ်းစားတော့ပီတိဆိုတာဖြစ်လာပီတိဖြစ်လာရင်ပတ္တိအေးချမ်းမှုဖြစ်လာတယ်အေးချမ်းမှုဖြစ်လာရင်ဒုက္ခဆိုတာဖြစ်တယ်ဒုက္ခဖြစ်ရင်တမာတိဆိုတဲ့တည်ငြိမ်မှုဖြစ်လာတယ်တမာတိဖြစ်ရင်တမာတိရဲ့အကျိုးဆက်ကပညာဖြစ်ရင်မဲ့ဉဏ်ဘုံဉဏ်ဝိဇ္ဇာဥမ္မုတ္တိရရောအဲ့ဒီနာနဲ့ရက်ပြီးတော့သူ့ရဲ့ကောင်းခွက်ရိုးပြောမယ်နော်သူကောင်းတဲ့အကြောင်းကိုစဉ်းစားဆင်ခြင်ရင်းနဲ့ဘာဖြစ်သွားတာလဲယဟန္တာဖြစ်သွားတာအားကြရမကောင်းဘူးလားဒါကြောင့်ကိုယ့်ရဲ့ကောင်းတာကိုစဉ်းစားရင်ကိုတကယ်ကောင်းတာကိုသိတဲ့အတွက်ကြောင့်အားအင်မတန်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီကောင်းတာလေးကလည်းလက်စုပ်လက်ကင်ပြနိုင်ဖို့အတွက်ကောင်းထားဖို့တော့လိုတယ်နော်ဟုတ်လားတခါကြီးမိုက်မြဒါကြောင့်ဒီနေ့ကစပြီးတော့ငါ၅ပါးသီလကိုနည်းနည်းလေးမှအပြောက်အစွန်းမရှိသေးရဘူးအချားအပေါက်မရှိသေးရဘူးအဲ့ဒါလို့တခါကြီးဒီမိုက်မြဦးစင်းအကြံပေးခြင်းနဲ့သိလား9ရက်လောက်အဋိဌံပြီးတော့လှုပ်ကြည့်လင်းလေတဲ့စကားမပြောဘူးအရက်သေးသားမတောက်ဘူးဟုတ်လား9ရက်နိုင်သွားပြီဆိုရင်နောက်ထပ်ငါ15ရက်လောက်လှုပ်ကြည့်အဲ့ဒါလို့လှုပ်ရင်းနဲ့ဆိုအားတွေအင်မတန်ရှိလာပြီးတော့တစုံတရာအကျက်တက်တွေ့လာရင်ငါသီလလုံတဲ့ငါသစ္စာဆိုလို့လဲရတယ်ဒီသီလကိုပြန်စဉ်းစားเสียသီလနုတ္တိဖြစ်ခြင်းရဲ့အကြောင်းဖြစ်တဲ့စင်ကြယ်တဲ့သီလလည်းရှိနေတယ်အရင်ရှိတော့အတိုးဆိုတာတက်လာအဲ့တော့အရင်ကိုအရင်ရအောင်ဘာလို့ရမလဲရှာရမယ်ဒါနဟာအရင်သီလဟာအရင်ပြန်စဉ်းစားတယ်ဆိုတာအတိုးတက်အောင်လုပ်တာမကောင်းဘူးလားအေးခုနတုန်းကယဟန်တော်ကတော့ဘာဖြစ်သွားပြီတော့ယဟန်နာဖြစ်သွားပြီဗျစောစောတုန်းကပြောခဲ့တဲ့ယဟန်တစ်ပါးကတော့ဘာလဲသူများပြောတဲ့စကားကြောင့်ငါမညစ်နွမ်းဘူးသူလည်းပဲယဟန်နာဖြစ်တာပဲနော်သူများပြောတာကိုမစင်စားဘူးခံနိုင်ရရှိအခုဒီယဟန်ကြတော့ဘာလို့သူများပြောတာကိုအကြောင်းပြုပြီးတော့သူ့ရဲ့ကောင်းကွက်တွေကိုသူပေါ်လွင်ထင်ရှားအောင်စဉ်းစားရင်းနဲ့ယဟန်နာဖြစ်တယ်ဒါကြောင့်ကိုယ်အကြောင်းကိုစဉ်းစားရတာအမျက်တွေကြီးပဲမကောင်းဘူးလားကောင်းနေဟုတ်လားတခါကြီးမိုက်မြအေးဦးဇင်းတို့တရားဟောတာဘယ်လောက်ရှိသွားပြီတော့တနာရီနဲ့10မိနစ်ရှိသွားညောင်းကြပြီလားညောင်းပါဗျာအေးအဲ့တော့ဦးဇင်းတို့ဗာဆက်ပြီးတော့ပြောချင်တော့ဆိုတော့ပြောစရာအတူအစားလေးတစ်ပိုင်းအနှစ်သာရအရှိဆုံးအပိုင်းကိုရောက်လာပြီခုဦးဇင်းပြောနေတာကသူများအကြောင်းကိုမစင်စားနဲ့ကိုယ်အကြောင်းကိုစဉ်းစားခုနောက်ထပ်ပြောမှာကကိုယ်အကြောင်းကိုစဉ်းစားတာထက်အရှင်းမြင့်တဲ့ကျင့်နည်းအဲ့ဒါဘာလဲဆိုတော့ကိုယ်အကြောင်းကိုကိုယ်သိစဉ်းစားတာမဟုတ်ဘူးနော်စဉ်းစားတာမဟုတ်ဘူးနော်ကိုယ့်ရဲ့အကြောင်းကိုကိုယ်သိအောင်ကြိုးစားတာဒကမာကြီးတွေတည်တည်ချာချာနားထောင်နော်စဉ်းစားတာတဲ့အရှင်းမြင့်တဲ့အပိုင်းကိုလက်တွေ့ကြတဲ့အပိုင်းကိုရောက်လာပြီကိုယ့်ရဲ့အကြောင်းကိုကိုယ်သိအောင်ကြိုးစားတာငါပါလဲဆိုတာကိုသိအောင်ကြိုးစားတာဟုတ်လားအဲ့ဒီလိုကြိုးစားတော့ဘာတွေအကျိုးရှိတုံးဖေဟာနည်းနည်းလေးဒီလူတွေကိုလေစဉ်းစားတတ်တဲ့လူတွေလို့ယုံကြည်လို့ဦးဇင်းတို့ပြောပြရစီဟုတ်လားကိုယ်အကြောင်းကိုသိပါများလာတယ်ရုပ်ပိုင်းဆိုင်ရာသိတယ်ပူတာတွေအေးတာသိတယ်တွန်းကန်တာလှုပ်ရှားတာသိတယ်အဲ့ဒီလိုသိပါများရင်နဲ့ရုပ်ကိုသိပါများတော့စိတ်ကိုလည်းတဖြည်းဖြည်းနဲ့သိလာတယ်ဟုတ်လားစိတ်ကိုသိပါများလာတော့ကောင်းတဲ့စိတ်တွေဖြစ်ရင်လည်းသိတယ်မကောင်းတဲ့စိတ်တွေဖြစ်ရင်လည်းသိတယ်တဖြည်းဖြည်းနဲ့နဲ့လာပြီးတော့တရားကတိတိကျကျနားထောင်ကောင်းတာတွေဖြစ်ရင်လည်းသိတယ်မကောင်းတာတွေဖြစ်ရင်လည်းသိတယ်ဘာအကျိုးရှိတုံးဆိုတော့ကောင်းတာတွေဖြစ်ရင်ငါအေးချမ်းတယ်နော်ဟောသူများဟောလို့သိတာမဟုတ်ဘူးကိုယ့်ကိုယ်ကိုသိတာ
ကောင်းတာတွေဖြစ်လာပါများလာလို့ရှင်အဲ့ဒီကောင်းတာတွေကငါ့ကိုချမ်းသာအောင်လုပ်ပေးပါလားလို့ကိုယ်တိုင်သိတယ်ကောင်းတာတွေဟာကောင်းလာပါလားလို့ကိုယ်တိုင်သိတယ်ဟုတ်လားမကောင်းတာကိုသိပါများလာတော့မကောင်းတာတွေဖြစ်ရတာများအင်မတန်ပူလောင်ပါလားမကောင်းတာတွေဖြစ်ရတာတကယ်မကောင်းပါလားတကယ်ဆင်းရဲပါလားယူလေးတော့တခါကြီးမိုက်မြအခုတရားဆိုတာဒါပဲဗျကောင်းတာဟာကောင်းတယ်ဟေ့မကောင်းတာဟာမကောင်းမှုဟေ့လို့ပြောတာနော်ကောင်းတာလုပ်ရတာများကောင်းတယ်ကောင်းတာပြောရတာများကောင်းတယ်ကောင်းတာကြံရတာများကောင်းတယ်မကောင်းတာတွေလုပ်ရတာပြောရတာကြံရတာဘာမှမကောင်းမှုဟေ့အခုလည်းမကောင်းဘူးနောင်လည်းမကောင်းဘူးဒီသဘောလေးတွေအဲ့ဒါကိုကိုယ်တိုင်သဘောပေါက်လာတယ်ကောင်းတာလေးတွေမြင်တော့လေချမ်းသာပါလားမကောင်းတာတွေစိတ်ထဲမှာဖြစ်နေတော့လေဆင်းရဲပါလားလို့သိလာတော့ချမ်းသာခြင်းဆင်းရဲခြင်းဟာငါလက်ထဲမှာရှိတယ်ဟုတ်အဲ့တော့ချမ်းသာအောင်ပဲအလုပ်များလာတယ်ဆင်းရဲစေတဲ့စိတ်ယုတ်မာတွေတဖြည်းဖြည်းနဲ့နည်းနေသွားတယ်ဘယ်သူကဖယ်တာလို့ဆိုအဲ့ဒီအတိလေးကဖယ်တာကောင်းတာလေးဟာချမ်းသာလိုက်တာဆိုတော့ကောင်းတဲ့စိတ်ကလေးဖြစ်အောင်အလိုလိုလှုပ်ချင်လာတယ်အလိုလိုဖြစ်လာတယ်နော်မကောင်းတာတွေဆင်းရဲလိုက်တာဆိုတော့မကောင်းတာတွေကိုအလိုလိုဖယ်လာတယ်ဒါကြောင့်ကောင်းတာကိုလည်းကောင်းမှန်သိမကောင်းတာကိုလည်းမကောင်းမှန်သိစာလို့ဦးဇင်းတို့ခန့်ခန့်ထဲထဲကြီးမပြောဘူးနော်စာကတော့ပြောတာပေါ့ဗျာတရာဂံဝါစိတ်တံတရာဂစိတ်တံတိပဇာနာတိဟုတ်လားယာကဖြစ်ရင်ယာကဖြစ်တယ်လို့သိဒေါသဖြစ်ရင်ဒေါသဖြစ်တယ်လို့သိပြင်းမာရင်ပြင်းမာတယ်လို့သိကောင်းရင်ကောင်းတယ်လို့သိအစင်းနှိမ့်တဲ့စိတ်ဖြစ်ရင်အစင်းနှိမ့်တဲ့အစင်းမြင့်တဲ့စိတ်ဖြစ်ရင်အစင်းမြင့်တဲ့အစရှိသဖြင့်အသေးစိတ်စိတ်တွေကိုမသိခိုင်းဘူးလားသိခိုင်းပါဘာကြောင့်သိခိုင်းတာလဲဆိုတော့ကောင်းခြင်းမကောင်းခြင်းကိုကိုယ်တိုင်ခံစားလို့ရအောင်လို့ဟုတ်လားတကယ်ကြီးမိုက်မြအဲ့ဒီကနေတဆင့်တက်အတိတွေကတိလာပြီဆိုတော့တက်လာပြီကောင်းတဲ့သဘောတွေကလည်းချုပ်ပြောက်သွားတာပါလားကြည်ရင်သိရင်နဲ့မကောင်းတဲ့သဘောတွေကလည်းချုပ်ပြောက်သွားတာပါလားကောင်းတယ်ဆိုလို့ငါစုပ်ကင်ထားခြင်းလို့မရပါလားမကောင်းမှုဆိုလို့လည်းပဲအကြောင်းမကုန်ခင်တော့ငါနှင်ထုတ်ခြင်းလို့မရပါလားအကြောင်းကုန်တော့အလိုလိုချုပ်ပြောက်သွားတာပါလားကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေခန္ဓာပေါ်မှာဖြစ်လာတဲ့သဘာဝတရားအလုံးတို့သည်ပျက်စီးသွားတာကြီးချုပ်ပြောက်သွားတာကြီးပါလားလို့ဘယ်သူကပြောတာလဲကိုအကြောင်းကိုကိုသိအောင်ကြိုးစားနေတဲ့အသိဉာဏ်ကကိုတင်ပြနေတာကျုပ်မြင်ရတာကတော့ဒါပဲဗျူဘယ်သူကပြောနေတာလဲအသိဉာဏ်ကပြောနေတာနော်အဲ့ဒါတတိဥစည်းပြီးတော့ကိုအကြောင်းကိုသိအောင်ကြိုးစားတတိပဌာနာသုတ်တန်ကြီးကိုဒါအတူချုပ်ပြီးတော့အရက်စကားနဲ့နားလည်အောင်ပြောတာနော်တခါကြီးမိုက်မြဒါကြောင့်ရုပ်ပိုင်းဆိုင်ရာပူတာတွေရှိတယ်အေးတာတွေရှိတယ်ပုံတရံတွေအတာထပြည့်ညက်တွေအတာထနော်တခါကြီးမိုက်မြကြည့်လို့ရတယ်သိလို့ရတယ်ဆိုတာဒါတွေပဲရှိတယ်တွန်းကန်တာရှိတယ်လှုပ်ရှားတာရှိတယ်ဘုရားကတော့လွယ်ကူတာလေးကစာခိုင်းတယ်ဝင်လေထွက်လေလေးဝင်တိုင်းထီတိုင်းသိထွက်တိုင်းထီတိုင်းသိကိုအကြောင်းကိုသိအောင်ကြိုးစားတဲ့နေရာမှာဝင်လေထွက်လေကလည်းပဲကိုအကြောင်းကိုခန္ဓာကြီးရဲ့တသိတ္တိတာပဲမဟုတ်လားအင်မတန်အညာကြတဲ့တရားတစ်မျိုးဝင်လေထွက်လေဆိုတာမှန်ပါပါဝင်လေထွက်လေမဝင်တော့ဘူးမထွက်တော့ဘူးဆိုရင်ဘာဖြစ်တယ်ခေါ်တာသိတယ်ခေါ်ပါအဲ့နေတုန်းလည်းဝင်ထွက်နေတာပဲထွင်းစားရင်လည်းဝင်ထွက်နေတာဘာလုံနေသူကပုံမှန်သွားနေတယ်အဲ့ဒီဝင်လေထွက်လေဆိုတာပညာကြီးကြတဲ့မဟာပညာဘူမိပညာကြီးကြတဲ့ယောက်ျားကောင်းနေတာလည်းဒီဝင်လေထွက်လေမှတ်သားမှုအလုပ်ကိုလုပ်နိုင်တယ်လို့အဲ့လိုချီးမွမ်းတယ်ဒကမာကြီးတွေလည်းလုပ်လို့ရတယ်ဆိုလိုတာကအဲ့ဒီအလုပ်ကဘယ်လောက်ကြီးကျယ်တယ်ဆိုတာကိုပြောတာဒါကြောင့်ဝင်တိုင်းထီတိုင်းသိထွက်တိုင်းထီတိုင်းသိအဲ့ဒါလို့ကြိုးစားပါများတော့ဒီထီတာဟာရုပ်သိတာဟာနာအဲ့ဒါလို့သိလာပြီးတော့ခံစားတာတွေဘာတွေတကားတဲ့အကျယ်ကြီးသိလာတယ်ကိုယ့်အကြောင်းကိုသိလာတယ်သိလာလို့ရှိရင်ဖြစ်သမျှအကြောင်းတွေဟာပြက်သွားတာကြီးပဲဆိုအလိုခြင်းမဲ့မောမှုဟာနေသွားတယ်သူများလျှော့လို့မရဘူးငါလျှော့လို့လည်းမရဘူးလျှော့အောင်အတိညာဉ်ကြီးလာရင်လျှော့သွားမှာပဲအဲ့ဒီအတိညာဉ်ဟာလည်းကြိုးစားအထုတ်ရင်လျှော့မှာပဲယောဂဝိဇာယတိဘူရိလို့ပြောတာကိုအတိညာဉ်ဆိုတာကြိုးစားရင်ဖြစ်တယ်မကြိုးစားရင်အတိညာဉ်ဟာပျောက်တယ်ဒါကြောင့်တရားတော်မတို့ကိုယ့်ရဲ့အကြောင်းကိုကိုသိအောင်ကိုယ်ခန္ဓာအကြောင်းကိုကိုသိအောင်ဘာလို့ရမလဲကြိုးစားရမယ်ကြိုးစားပါများရင်ပထမအဆင့်ကောင်းရင်ချမ်းသာတယ်လို့သိတယ်မကောင်းရင်ဆင်းရဲတယ်လို့သိတယ်အတူချုပ်ပြောတာတော့တခါကြီးမိုက်များအဲ့ဒါလို့သိပါများလာရင်ဆင်းရဲအောင်လဲကိုလှုပ်တာချမ်းသာအောင်လဲကိုလှုပ်တာငါအတွေးတွေကဖန်တီးနေတာငါစိတ်ကူးတွေကဖန်တီးနေတာဘယ်လိုဖန်တီးမှလဲကိုယ့်ကိုမေးပေါ့နော်အဲ့ဒီကနေတဆင့်တက်လာတော့ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်စုပ်ကင်ထားလို့မဖြစ်ပါလားတဘာဝလမ်းကြောင်းအတိုင်းအချိန်မှန်သွားနေတဲ့နာယီတစ်လုံးလိုချက်နဲ့ဘာဖြစ်နေတော့ပျက်စီးနေတယ်ချုပ်ပြောင်းနေတယ်အဲ့ဒီလိုသိလာလို့ရှင်ကိုအကြောင်းကိုသိလို့ရှင်ကျေပြန့်လာတယ်သူများအကြောင်းတွေပါထိုက်တဲ့လောက်သိလာတယ်
ဒါကြောင့်ရှင်သာရိပုတ္တရာကပြောတယ်သူများစိတ်ကိုသွားပြီးတော့ကြည့်ရင်မမှန်တော်ရှိမှန်တော်ရှိကိုယ်စိတ်အကြောင်းကိုကိုသိအောင်ကြိုးစားပါတဲ့ကိုယ်အကြောင်းကိုကိုသိရင်သူများကိုလည်းသိပါတယ်ကိုယ်စိတ်အကြောင်းကိုကိုသိရင်သူများစိတ်အကြောင်းလည်းသိတယ်အတူတူပဲဗျသူလည်းလိုချင်တာမကျေနပ်တာရှိကိုလည်းဘာထူတော့ဘာမှမထူဘူးဟုတ်လားဒါကြောင့်ကိုယ်အကြောင်းကိုသိအောင်ကြိုးစားရတာဒီစဉ်းစားရတာတဲ့အဆင့်မမြင့်ဘူးလားမြင်ပါလေ စဉ်းစားရတာလည်းလိုတယ်နော်ဟိုအဆင့်တစ်ခုအနေနဲ့မလိုဘူးလားလိုတယ်စောစောကစဉ်းစားဖို့လိုတဲ့အကြောင်းတွေကိုအခြေတဝဲဥစဉ်ပြောခဲ့တာဟုတ်လားအခုပြောနေတာကစဉ်းစားရတဲ့အဆင့်မြင့်တယ်ကိုယ်အကြောင်းကိုကိုသိဖို့ပြောနေတာဒါကြောင့်ဥစဉ်တို့မကြခင်တရားပွဲသိမ့်မယ်တရားပွဲပြီးလို့ရှင်ပြီးကနီးလေးမှာတရား9မိနစ်ထိုင်ရမယ်ဟောဒီလူတွေထိုင်နိုင်မယ်မဟုတ်လားထိုင်နိုင်ပါလေ တိတ်တိတ်ဆိတ်ဆိတ်လေးမြတ်စွာဘုရားကိုအင်မတန်စင်ကြယ်တဲ့အကျင့်မြတ်နဲ့ပူဇော်ကြမယ်မများဘူးနော်9မိနစ်တည်းအချိန်ကတော့ဒီလိုကုန်သွားတာပါပဲဟုတ်လားဒါကြောင့်ဦးဇင်းအခုပြောခဲ့တဲ့တရားတွေကိုပြန်ပြီးတော့ချုပ်ကြည့်မယ်နော်သူများကကိုယ့်အပေါ်ပြောလာတဲ့စကားတွေကိုမကြည်မနဲ့စိတ်ဝယ်မှတ်ပြီးတော့အောင်းမိမနေနဲ့ဟုတ်လားသူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာကိုစဉ်းစားမနေနဲ့အကုသိုလ်တွေများလို့နော်ကိုယ်ဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာကိုစဉ်းစားပြီးတော့မကောင်းတာတွေတွေ့ရင်လည်းပဲအလှပြင်တဲ့ကလေးလိုခွေးသေးကောင်ဘုတ်ကိုလွှန့်ပစ်ခြင်းလိုမျိုးမကောင်းတာကနေရုံထွက်နိုင်ဖို့ကြိုးစားရမယ်။ကောင်းတာတွေတွေ့လာရင်လည်းပဲအားဖြစ်တဲ့အစဉ်စဉ်တက်သွားအောင်နောက်ဆုံးမဉ္ဇဉ်ဖူးဉ္ဇဉ်တွေရအောင်သီလတွေဒါနတွေကိုစဉ်းစားပြစ်လိုက်စမ်းပါမကောင်းဘူးလားကောင်းတယ်အေးနောက်ဆုံးအခုပြောတာကကိုယ်အကြောင်းကိုသိအောင်ကြိုးစားပါ